ရုပ်ဆိုးတဲ့ပြီးတော့အထီးကျန်တဲ့ဆင်းရဲတဲ့ overweight ကလည်းဖြစ်နေပါသေးတယ်။လတာနေတဲ့ညတညမှာကောင်လေးတယောက်နိုးထလာခဲ့ပြီးတော့မှန်ကိုကြည့်ရင်သူ့ကိုယ်သူဘသူပါလိုက်ဒီလူအားဆိုပြီးမိခိုးနေထုတ်နေရပါတယ်။အရက်ကလည်းရှည်ပြီးတော့ရုပ်ရည်ကလည်းချောမောနေတဲ့အပြင်ခန္ဓာကိုယ်မှာလည်းစစ်ပတ်တွေကအပြည့်နဲ့ပါ။ဇက်လန်ဒါရီမဖြစ်ခင်လွန်ခဲ့သော2ပတ်ကအချိန်စီကိုပြန်ရောက်သွားခဲ့ပြီးဗဟောင်းစောလို့ခေါ်တဲ့ဖတ်တီပုတ်လေးကိုထဲဆောင်ဆိုတဲ့ចောင်းသားလူမိုက်ကြီးကအမြဲတမ်းအနိုင်ကျင့်တက်လေးရှိပါတယ်။ဗဟောင်းစောရဲ့ပတ်စံတွေကိုအမြဲတမ်းယူတဲ့အပြင်စိတ်ထဲရရှိသလိုခွေးလိုနေခိုင်းလိုက်ဝက်လိုဥခိုင်းလိုက်နဲ့သူတို့စိတ်တိုင်ကြနေပြန်တော့လဲအားမရပဲကိုထိလက်ရောက်အမြဲတမ်းထိုးကြိတ်တက်ကြပါသေးတယ်။ငါသေးတာသေးလိုက်ချင်တော့တယ်ဆိုပြီးတွေးရင်ခွန်အားချင်းကမညီမျှတဲ့အပြင်3ယောက်1ယောက်ဖြစ်နေတာမို့ဗဟောင်းစောခမရတီးခန့်ယုံမဲ့တတ်နိုင်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဗဟောင်းစော1ယောက်ဗိုက်ဆာလာလို့ခောက်ဆွဲပြုတ်ဖို့လုပ်ရင်အနိုင်ကျင့်ခံရတဲ့အတွေးတွေကိုဖျောက်ဖို့စိတ်ပြေလက်ပြောက်တချင်းလင်းကြီးပါတယ်။ဒီအချိန်မှာပဲအမေဖြစ်သူကပြန်ရောက်လာပြီးဗဟောင်းစောတချင်းကြီးတန်ကိုကြားသွားတာမို့အဆိုတော်တောင်ဖြစ်လာနိုင်တယ်ဆိုကသားဖြစ်သူကိုအားပေးရင်ခောက်ဆွဲလေးပြုတ်ပေးပါတယ်။ခောက်ဆွဲပြုတ်ပြီးသွားတော့ဗဟောင်းစောကကျွန်တော်ကြက်ဥဆိုရင်မထဲဖို့ဘယ်နှခါပြောရမှလဲအဲ့ဒါကြောင့်ကျွန်တော်ခုလိုဝိတ်တက်နေတာမဟုတ်ဘူးလားဆိုပြီးအမေဖြစ်သူကိုစိတ်ဆိုးနေပြန်ပါတယ်။ခောက်ဆွဲပြုတ်စားနေရင်အရိုက်ခံထားရတဲ့ဒဏ်ရာတွေကြောင့်ပါးနာလာတော့ကောင်းကောင်းမဝါနိုင်တော့ပဲအခုလိုအနိုင်ကျင့်ခံနေရတဲ့ဘဝကနေရုံထွက်ဖို့အတွက်ဗဟောင်းစောတယောက်ကြောင်းပြောင်းဖို့စိတ်ကူးမိသွားကအမေဖြစ်သူကိုကြောင်းပြောင်းတော့မယ်ဆိုပြီးပြောလာခဲ့ပါတယ်။ကိစ္စတစ်ခုခုရှိလို့လားသားလေးရေဆိုပြီးမေးတော့ကျွန်တော်တို့ကျောင်းကကလေးတွေအားလုံးဒီပါစာရမ်းတော်ကြတော့ကျွန်တော်အဆင့်ကောင်းရဖို့ကလည်းခက်ခဲတာမို့အဲ့ဒါကြောင့်ကြောင်းပြောင်းချင်တယ်ဆိုတဲ့အကြောင်းဗဟောင်းစောကပြန်ဖြေပါတယ်။ဒါကိုကြတော့အမေဖြစ်သူကသားလေးရေအမေဒီနေရာလေးကိုတော့ခက်ခက်ခဲခဲရှာထားရတာအိမ်ငါးခါတက်တာလေးကလည်းဒီမှာကလွဲရင်မရှိနေပါဘူး။နောက်ပြီးတော့ကြောင်းပြောင်းလိုက်ရင်ကျောင်းကတငယ်ချင်းတွေနဲ့လည်းဝေးသွားမှာပေါ့ဆိုပြီးအမေဖြစ်သူကပြောလာတော့တငယ်ချင်းမရှိတဲ့ဗဟောင်းစောကလည်းကျောင်းတဲ့လားတငယ်ချင်းနဲ့လားသားဖြစ်သူကစာလုပ်ဖို့အတွက်ပြောနေတာကိုဘာလို့တငယ်ချင်းလဲတငယ်ချင်းတွေကဘာရေးပါနေလို့လဲဆိုပြီးစိတ်တူသွားကထပေါက်ကွဲပါတော့တယ်ဒီလိုနဲ့ဆင်းရဲတာကျွန်တော်အမားလားအမေကျွန်တော်အတွက်လှုပ်ပေးနိုင်တာဗာများရှိလို့လဲဆိုကနေရန်ကိုပြစ်ထိုးပေးလိုက်ကနေရန်ကအုံမဟုတ်နေတော့အပေါက်ဖြစ်သွားခဲ့ပါတယ်ဗဟောင်းစောခမရမှာလည်းပြန်ပြောနိုင်ဒေါတာထွက်ပြနိုင်တာဆိုလို့ဒီအမေတယောက်တည်းရှိတာဖြစ်ပြီးကျောင်းသွားရတဲ့နေ့ရက်တိုင်းကသူ့အတွက်ငရဲပြည်ရှစ်ထက်ကိုထက်ခါတလဲလဲအသွားပြန်လုံနေရတယ်လို့ပါပဲအခုလဲကျောင်းလူမိုက်ကြီးထဲဆောင်တဲ့သူ့ကောင်တွေကဗဟောင်းစောရဲ့မျက်နှာကိုဘောလုံးနဲ့ထိအောင်ကန်ကြီးလောင်းနေကြပါတယ်ဗဟောင်းစောကကျောင်းလူမိုက်ကြီးထဲဆောင်ကန်တာကိုရှောင်လိုက်နိုင်ပြီးဂျကီရှန်လိုဘောလုံးသမားကောင်ကန်တဲ့ white ball ကိုတော့မရှောင်လိုက်နိုင်ပါဘူးဒါကြောင့်မျက်ခွက်တက်တက်ထိသွားခဲ့ရကကျောင်းလူမိုက်ကြီးထဲဆောင်ကငါကန်ချာချာရှောင်ဖို့လွယ်နေတဲ့ပေါ့လီဟုတ်လားဆိုပြီးဘိုက်ကိုအားပြင်းပြင်းနဲ့ထပ်ထိုးပါတယ်လောင်းကြီးပတ်စံကိုတော့ဗဟောင်းစောကငါအစာရှင်းပေးလိုက်မယ်ဆိုကနှစ်ယောက်သားလက်ချင်းရိုက်ပြီးပြောနေကြပြန်တယ်ဒီလိုနဲ့ထဲဆောင်ကဗဟောင်းစောကိုထပ်ရိုက်ဖို့အလုံးမှာအမေဖြစ်သူကရောက်ချလာပြီးသူ့သားလေးခံစားနေရတာတွေကိုမြင်သွားခဲ့ကဝင်ခဲ့ပေးပါတယ်ဒါပေမဲ့လည်းဗဟောင်းစောကတော့လူတွေအများကြီးဝိုင်းကြည့်ရခံနေရလို့တော်ပါတော့အမေကရှက်စရာကောင်းနေဆိုပြီးအမေဖြစ်သူကိုတားလိုက်ကထဲဆောင်ကိုတော့ပြန်တောင်းမှနေရှာတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့အမေဖြစ်သူကကြောင်းပြောင်းပေးမယ်လို့ပြောလာပါတော့တယ်ဒီနေ့ကျောင်းကိုရောက်လာရတာကလည်းသားလေးအတွက်ကျောင်းပြောင်းပေးဖို့ဆရာတွေနဲ့လာတိုင်မင်တာဖြစ်ပါတယ်စိုးမျိုးစီကိုကျောင်းပြောင်းရောက်မှဖြစ်ပြီးအမေဖြစ်သူကအလုပ်တစ်ဖက်နဲ့မို့ဗဟောင်းစောနဲ့အတူလိုက်နိုင်မှာမဟုတ်ပါဘူးမလိုက်နိုင်ဘူးဆိုပေမဲ့သူ့သားလေးအတွက်တော့နေစီရိတ်စားစရိတ်ကိုပုံမှန်ပို့ပေးမှဖြစ်ပြီးအမေကိုယုံကကျောင်းပြောင်းလိုက်ဖို့ပြောပါတယ်ဗဟောင်းစောတယောက်အမေဖြစ်သူကသူ့အတွက်အခုလိုတွေစူးစမ်းလုပ်ပေးနေတာကိုမြင်လိုက်ရတော့မျက်ရည်တွေတောင်တပေါက်ပေါက်ကျလာပါတော့တယ်ဒီလိုနဲ့စိုးမျိုးစီကိုရောက်လာခဲ့ပြီးဗဟောင်းစောနေရမယ့်နေရာကတော့လှေကားတွေမှာအမျော်ကင့်ကြီးတက်ရမှာပဲဖြစ်ပါတယ်အရင်ခြေနေရနေရုံထွက်နိုင်ဖို့အတွက်ကလည်းဒီရွေးချယ်မှုအပြင်တခြားရွေးချယ်စရာမရှိနေတာမို့အာတင်းကတက်လာခဲ့ရင်နေထိုင်ရမယ့်အိမ်စီကိုရောက်လာခဲ့ပါတယ်အိမ်ကသေးပြီးကျင်းနေဆိုပေမဲ့ဒီနေရာလေးကပဲသူ့အတွက်စိတ်သစ်လူတဲ့ဘဝအသစ်ကိုစတင်နိုင်ဖို့အတွက်နေရာကောင်းဖြစ်မယ်လို့ဗဟောင်းစောတယောက်မျှော်လင့်နေမိပါတယ်စီကားလာတဲ့ဆိုးမျိုးတွေကိုလှည့်ပတ်လျှောက်သွားကဈေးဝယ်ထွက်ရင်ကောင်မလေးတယောက်နဲ့တိုက်မိသွားခဲ့ရပါတယ်ဒါကြောင့်အရင်ခြေနေတွေကိုပြန်မှတ်ရမိလာပြီးကြောက်ကြောက်နဲ့တောင်းပန်ဖို့လုံးမှာကောင်မလေးဘက်ကနေစပြီးတောင်းပန်လာတာကိုဗဟောင်းစောမြင်လိုက်ရပါတယ်ဒါရက်ခွက်အစ်စ်ပဲဟာဘလူတော်ငါမိသွားရတာလဲကွာဆိုပြီးဗဟောင်းစောအစ်စ်အနေနဲ့စတိုင်အစ်စ်တွေစတင်ထုတ်လိုက်ကစိတ်သစ်လူသစ်ဖြစ်ဖို့ကြိုးစားကြည့်ပေမဲ့သူ့ပုံစံအမြင်ကက်စရာကောင်းနေပါတယ်ဒီအချိန်မှာပဲကောင်မလေးရဲ့တငယ်ချင်းဖြစ်သူဂျင်ဆောင်ကရောက်လာပြီးဘာဖြစ်နေတာလဲမေးတော့ဘာမှမဟုတ်ပါဘူးဆိုကဒီတိုင်းထွက်သွားဖို့လုပ်ခဲ့ပေမဲ့
ငမိုက်သားလေးဘာဟောင်းစောကတော့ confidence level တွေစိုးဟိုင်းနေပြီမို့အပြုံးချွတ်ချွတ်လေးနဲ့တောင်သွားရည်လိုက်ပြပါသေးတယ်အဲ့ဒါကြောင့်ဂျင်ဆောင်ကလည်းနောက်ပြန်လှည့်လာခဲ့ကတိုက်မင်းယုံလေးကိုဘာတွေပြုံးဖိဖိလုံနေတာလဲဆိုပြီးထပ်မိလာပါတယ်ကောင်မလေးဖြစ်သူမိချင်းကတားဖို့လုပ်ခဲ့ပေမဲ့ဘာဟောင်းစောကတော့ငါကဘဝအသက်ကိုစနေတာပဲဆိုကလက်သီးကိုတင်းတင်းဆုပ်ထားမိလိုက်ပါတယ်ဒါဟိုကတွေ့သွားခဲ့ပြီးမင်းအခုလက်သီးဆုပ်လိုက်တာလားလို့ထပ်မေးတော့လဲပြောင်ထက်ညင်းပါတယ်ဒါကအထင်လွဲတာပါဟိုလေး၃ယောက်သားကော်ဖီတစ်ခွက်လောက်သွားတောက်ကြမလားဟင်ဆိုပြီးဖိတ်ခေါ်နေလို့အတီးခံလိုက်ရပါတော့တယ်မိကြီးကမလှုပ်စမ်းပါနဲ့ဆိုပြီးတားနေပေမဲ့လည်းဂျင်ဆောင်ကတော့အသေးကိုတီးနေတော့တာပါပဲဒါကိုပတ်ဝန်းကျင်ရှိလူတွေကလည်းမကူညီတဲ့အပြင်လိုင်းပေါ်သူများထက်ငါရင်တင်ရမယ်ဆိုကဗီဒီယိုတွေဝိုင်းရိုက်ကြပါတယ်ဘက်ဟောင်းစော်လည်းအိမ်ပြန်ရောက်တဲ့အခါမှာတော့မိုက်မဲတဲ့ဝက်လေးကိုပညာပေးခြင်းဆိုတဲ့ caption နဲ့တူလိုင်းပေါ်ပြန်သွားပြီဖြစ်တဲ့သူ့ရဲ့ဗီဒီယိုကိုကြည့်မိပြီးအနှိမ်ခံ comment များစွာကိုဖတ်လိုက်ရပါတယ်။ငါ့ကိုလှောင်ပြောင်နေကြတဲ့လူတွေကြည့်ပါပဲလား။တငယ်ချင်းဆိုတာငါဘဝမှာမရှိခဲ့ဘူး။ငါလည်းလူတွေတဲကလူသားတစ်ယောက်ပါပဲဆိုပြီးတော့တငယ်စိတ်တွေအပြည့်နဲ့မျက်ရည်မျက်ခွက်ဖြစ်ကအိပ်ပျော်သွားခဲ့ပါတယ်။ဒီလိုနဲ့တရေပြက်နိုးလာတဲ့အခါမှာတော့အရက်မြင့်တယ်လို့ခံစားနေရပြီးမှန်ကိုကြည့်ပြန်တော့လဲစောင်းရမ်းချောတဲ့ဘဲတပွေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အံ့ဩသကြီးနောက်ပြန်လှည့်ကြည့်ကအိမ်မက်များလာလို့ထင်လိုက်မိပေမဲ့ငကိုမူလခန္ဓာကိုယ်ကလည်းပုံမှန်တိုင်းအိပ်ပျော်နေတာကိုမြင်လိုက်ရတယ်။လှုပ်နိုးကြည့်တဲ့အခါမှာတော့မူလခန္ဓာကိုယ်ထဲမှာပြန်နိုးလာခဲ့ပြီးကြောက်စရာကောင်းပေမဲ့ပျော်စရာအိမ်မက်လေးဖြစ်ခဲ့ပါတယ်ဆိုကပြန်အိပ်ဖို့လုပ်ပါတယ်။ဒီတော့မှအိမ်မက်ထဲမှာမြင်လိုက်ရတဲ့စစ်ပတ်နဲ့ဘဲကဘေးမှာတကယ်အိတ်နေတာမို့လန့်သွားခဲ့ကအလောတကြီးနှိုးလိုက်မိပါတယ်။ထပ်ပြီးပြောင်းသွားပြန်လာလားဟာဘာလို့ဒီလိုကိစ္စတွေဖြစ်နေရတာပါလဲဆိုပြီးထူးဆန်းနေလို့စေယုံကိုအရင်ဖုန်းဆက်ကြည့်ဖို့စဉ်းစားမိသွားပါတယ်။ဒါပေမဲ့သူ့ရဲ့အနှိမ်ခံ comment တွေကိုပြန်မြင်လိုက်ရပြီးဒီခန္ဓာကိုယ်အသစ်နဲ့သာဆိုရင်သူ့ဘဝကိုပြောင်းလဲနိုင်တယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။နောက်တစ်နေ့ကျောင်းဖွင့်ရက်ကိုရောက်ရှိလာခဲ့ပါပြီ။ဗန်ဟောင်းစောတက်ရမယ့်ကျောင်းနာမည်ကတော့ဂျေဝွန်းအထက်တန်းကျောင်းပါ။ကျောင်းဝန်းထဲမှာတော့ဂီတလေးချင်းရင်အတန်းကဂင်စုပုံဆိုတဲ့ဘဲတော့ပွေကသူ့ကိုယ်သူစော့ကြည့်ရဲဆိုပြီး confidence level တွေစိုးဟိုက်နေပါတယ်။အကုန်ငေးကြည့်နေတာပဲဒုတိယနှစ်လည်းလုံးဝငါအပိုင်ပဲကွာဆိုပြီးပြောနေတော့ရှိသေးတယ်။ဆောင်းရမ်းချောတဲ့ဗဟောင်းစောရောက်လာတဲ့အခါမှာတော့အခြေအနေတွေကတစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ကတကြောင်လုံးရဲ့အာယုံစိုက်မှုကိုချက်ချင်းဆိုသလိုလက်ခံရရှိသွားပါတော့တယ်။ Fashion Design အတန်းမှာဗဟောင်းစောတက်ရမှာဖြစ်ပြီးအတန်းထဲကိုဝင်လိုက်တာနဲ့တပြိုင်နက်တခန်းလုံးကိုလွှမ်းမိုးနိုင်လိုက်ပြန်ပါတယ်။အတန်းထဲကမိန်းကလေးတွေကတော့တော်တော်လေးကိုငန်းနေကြတာဖြစ်ပြီး6ပေကျော်လောက်တဲ့မလားဆိုကဗဟောင်းစောရဲ့အရက်ကိုအချင်းချင်းညှင်းခုန်နေကြပါတယ်။ဒီလိုနဲ့တခန်းလုံးကသူ့ကိုဝိုင်းကြည့်နေလို့ဗဟောင်းစောခမရခက်လန့်လန့်ဖြစ်နေရတဲ့အပြင်အရင်နေ့ကသူ့ကိုမြို့လေကောင်မှတီးထုတ်လိုက်တဲ့ဂျင်းဆောင်နဲ့မိချင်းတို့ကလည်းအတန်းထဲမှာရှိနေကြပါတယ်။ဂျင်းဆောင်ကဗဟောင်းစောကိုသူ့ဘက်ကနေအရင်မိတ်ဆက်လာပြီးဟာနူးဆိုတဲ့စော်လေးကလည်းအင်ဂျင်ပါဝါအပြည့်နဲ့ဗဟောင်းစောကိုအီစီကလီလာလုပ်နေပါတယ်။အတန်းချိန်တွေပါတွေဂယူးမဆိုင်ပဲဖွန်ချောင်နေတဲ့ဟာနူးကိုဂျင်းဆောင်ကတော်ရုံပဲကောင်းနေဆိုကကို့နေရာကိုပြန်သွားထိုင်ဖို့ပြောလိုက်ပါတယ်။ဒီအချိန်မှာပဲသူခရက်လေးဖြစ်တဲ့မီဂျင်ကိုတတိယသွားကလှမ်းကြည့်လိုက်တော့မီဂျင်ကပါဗဟောင်းစောကိုအကြည့်မလွဲနိုင်ပဲငန်းနေတာမို့ဂျင်းဆောင်ခမရမျက်ရည်ဝဲသွားရပါတယ်။အဲ့ဒီနောက်နေ့လယ်ကျောင်းဆင်းချိန်မှာတော့ဗဟောင်းစောတယောက်ထမင်းစားခန်းကိုဦးလဲလဲနဲ့ရောက်ရှိလာခဲ့ပါတယ်။အင်ဂျင်ပါဝါအပြည့်နဲ့ဟာနူးကလည်းရောက်လာပြီးဒီကျောင်းမှာဂီတအတန်းပြင်ခြားတော့အတန်းတွေမှာအများကြီးရှိကြောင်းရှင်းပြပေးလိုက်ပြီးတော့ဗဟောင်းစောကိုဘာလို့ fashion အတန်းကိုမှရွေခဲ့တာလဲဆိုပြီးမေးပါတယ်။တကယ်တမ်းမှာတော့ဗဟောင်းစောရဲ့အမတ်တွေက fashion အတန်းမှာပဲတက်ခွင့်ရတာဖြစ်ပြီးအမတ်တွေကောင်းလာရင်တော့ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ဟာနူးကိုတော့ပျော်ဖို့ကောင်းမယ်ထင်လို့ဆိုကလိန်ပြောလိုက်ပါတယ်။နေ့လယ်စာစားပြီးတော့ပြင်းစရာကောင်းတဲ့အတန်းချိန်တွေစီကိုပြန်ရောက်လာခဲ့ပါတယ်။မနေ့တုန်းကဗဟောင်းစောတယောက်သူ့ရဲ့ခန္ဓာကိုယ်အသစ်နဲ့အသားမကျသေးတာကြောင့်အသားကျသွားအောင်လမ်းလျှောက်လေ့ကျင့်ခဲ့ပါတယ်။လဲတော့မဲ့အချိန်မှာခန္ဓာကိုယ်ကသူ့လိုလှုပ်ရှားသွားခဲ့ပြီးအပြေးလဲအယမ်းမြတ်နေတဲ့အပြင်ပေါ်ပါသွက်လက်နေတာမို့ခဏလေးအတွင်းမှာပဲနေသားကျသွားခဲ့ပါတယ်။တကယ်ကိုအယမ်းအလွန်ကျွံလုံးမိတဲ့ပုံပဲဆိုကတွေးနေရင်အတန်းချိန်မှာအိပ်ပျော်သွားခဲ့ပြီးမူလခန္ဓာကိုယ်မှာပြန်လဲနှိုးထားလာပါတော့တယ်။အမြန်ပြန်အိပ်ဖို့လုပ်ပင်မဲ့ဒီခန္ဓာကိုယ်ကတဏီကုံအိပ်ထားတဲ့ခန္ဓာကိုယ်ဖြစ်လို့ပြန်အိပ်ဖို့ခက်ခဲနေပါတယ်။ကံကကောင်းကျင်တော့ဟာနူကတူတူရေဝါဆိုပြီးနှိုးပေးလိုက်တာကြောင့်ရုပ်ချောတဲ့ခန္ဓာကိုယ်စီပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်မူလခန္ဓာကိုယ်နဲ့24နာရီကုံစုံဆိုင်တစ်ခုမှညဆိုင်အလုပ်ဝင်လုပ်ပါတယ်။အလုပ်ရသွားပုံကလည်းတကယ်ကိုတောက်ဆန်းကြီးပါ။အလုပ်လျှောက်တော့ကရုပ်ချောတဲ့ခန္ဓာကိုယ်နဲ့လာခဲ့တာဖြစ်ပြီးဆိုင်ရှင်နှခမ်းမွေးရလည်းရုပ်ချောတာကိုမြင်လိုက်ရတာနဲ့တပြိုင်နက်ဝါအမိုက်စားပါလားအရန်ချောတဲ့အချိန်ပိုင်းအလုပ်သမားဆိုရင်မိန်းကလေးတွေဈေးဝယ်တွေအများကြီးလာကြလိုက်မယ်။ရောင်းအားတွေထိုးတက်လာနိုင်တယ်ကွာဆိုပြီးချက်ချင်းမှန်နေကြရာတူးပေးလိုက်ကလာစာကိုလည်းအသက်နိုင်ဆုံးများတတ်ပူများပေးမယ်
ဘလို့လဲအခုညဆဆင်းလို့ရပြီနော်အထက်တန်းចောင်းသားတွေဘာတွေအရေးမကြီးပါဘူးအလုပ်ကိုတေချာလုပ်ဖို့ပဲလိုအပ်တာဆိုပြီးဆိုင်ရှင်နှခမ်းမွေးရချက်ချင်းအလုပ်ခန့်လိုက်ပါတယ်ဗဟောင်းစောကတော့တငယ်ချင်းအတွက်လာလျှောက်တာလို့ပြောခဲ့ပြီးမူလခန္ဓာကိုယ်နဲ့ပြန်လာခဲ့ပါတယ်ဒီတစ်ခါမှာတော့ဆက်ဆံပုံပြောင်းလဲသွားခဲ့ပြီးဗဟောင်းစောကိုအကြောင်းပြချက်တွေပေးကရှင်းရင်းနေပါတော့တယ်ဆိုင်ရှင်နှခမ်းမွေးရအထက်တန်းចောင်းသားကိုအလုပ်အပ်ဖို့ကြခက်ခဲတယ်ဘာလို့လဲဆိုတော့ secret အမျိုးအစားတွေတေချာမသိနိုင်ဘူးအကုန်လုံးကိုမှတ်မိနေရမှာဆိုပြီးပြောလာတဲ့အခါဗဟောင်းစောလဲ secret brand တွေကိုတစ်ခုမကြံအကုန်လက်ညှိုးထိုးက red ဆိုသလိုရွတ်ပြလိုက်ပါတော့တယ်အခုလိုမျိုးတစ်ခုမကြံအကုန်လုံးကိုသိနေရတာကလည်းအရင်ကျောင်းတော့က secret အမြဲပို့နေကြမို့ပါဒီလိုနဲ့အလုပ်ကိုခက်ခက်ခဲခဲရသွားခဲ့ပေမဲ့လစာကတော့နည်းပါတယ်ဗဟောင်းစောကခန္ဓာကိုယ်တစ်ခုမှအိပ်ပျော်သွားတာနဲ့နောက်ထပ်ခန္ဓာကိုယ်တစ်ခုမှချက်ချင်းပြန်နိုးလာမှာဖြစ်ပါတယ်အိတ်နေတဲ့ခန္ဓာကိုယ်ကသူ့ဘာသာမထနိုင်ရင်လည်းအတင်းလုံလို့ကရအောင်နိုးနိုင်ပါသေးတယ်။နောက်ပြီးတော့အိတ်နေပင်မဲ့လည်းဘိုက်ကစားတတ်တဲ့အပြင်ခန္ဓာကိုယ်ကနှစ်ခုဖြစ်နေတာကြောင့်နေထိုင်စားတောက်စရိတ်ကလည်းနှစ်ဆကုန်မှာဖြစ်ပါတယ်။အလုံးဝင်တဲ့ပထမဆုံးနေ့မှာတင်မဲ့ကန်အန်ဆိုးချင်တော့သူ့တန်တဲ့ကောင်တွေကစိတ်ကရက်လာဝဲကြပါတယ်။အသက်မပြည့်သေးတဲ့သူတွေဖြစ်တာကြောင့်ဗဟောင်းစော့လည်းခက်ခက်ခဲခဲရထားတဲ့အလုပ်ကလေးမပြုတ်ချင်တာမို့ထုံမယောင်းပေးပါဘူး။ဒီအချိန်မှာပဲဂျင်ဆောင်ကပါထပ်ရောက်လာခဲ့ပြီးရုပ်ဆိုးတဲ့ဗဟောင်းစော့ကိုမှတ်မိသွားပါတော့တယ်။အဲ့ဒီနောက်ဟိုတစ်ခေါက်ကကိစ္စကိုပြန်ပြေးလဲချင်းဒီဟာရီကိုမင်းကရှင်းပေးလိုက်စမ်းဟုတ်ပြီလားအဲ့ဒါဆိုဘာမှမဖြစ်သလိုခွင့်လွတ်ပေးမယ်ကွဘလို့လဲဆိုပြီးဂျင်းဆောင်တယောက်ဇက်လန်းဆလာခဲ့ပါတယ်နမဲကက်ကိုမြင်သွားတော့မင်းလဲဗဟောင်းစော့ပဲလားရုပ်ခဖြင့်တစ်စက်ကလေးတောင်မတူနေဘူးဒါပေမဲ့တူတာတစ်ခုတော့ရှိတာပဲမင်းလဲမိဂျင်ကိုကြိုက်နေတယ်မလားဆိုကမျက်ခွက်တက်တက်ကိုတီးထက်လိုက်ပါတော့တယ်မျက်နှာတစ်ခုလုံးဖူးယောင်သွားခဲ့ပြီးတော့သူတို့ကိုရဲတိုက်မပြောရဲအောင်ဗဟောင်းစော့ရဲ့ဘောင်းမီကိုချွတ်ကဓာတ်ပုံရိုက်သွားခဲ့ပါတယ်ဒီလိုနဲ့အရင်ကျောင်းကလူမိုက်ကြီးထဲဆောင်တယောက်ဗဟောင်းစောရဲ့အတွေ့ထဲမှာပေါ်လာခဲ့ကမင်းကတည်တဲ့အချိန်ထိတသက်လုံးကြမ်းပြစ်မှာပဲတောသွားနေရမှာဆိုတဲ့စကားကိုပြန်ကြားရအောင်ငိုနေခဲ့ပါတယ်ဒီအချိန်မှာပဲအမေဖြစ်သူစီကနေဖုန်းဝင်လာတာကြောင့်ချက်ချင်းအငိုတိတ်ကဖုန်းကင်လိုက်ရပါတယ်အမေဖြစ်သူကသူ့သားလေးကျောင်းတက်မှာအစင်မပြေရဲ့လာလို့သိကျင်တာကြောင့်ဆက်သွယ်လိုက်တာဆိုပေမဲ့နှစ်ယောက်လုံးကအလုံးမအားတာမို့ခဏတာပဲစကားပြောလိုက်ရပါတယ်ဗဟောင်းစောရဲ့အမေကကျောင်းစရိတ်အတွက်ညာနဲ့တဲ့အချိန်ထိဂတ်ထုပါတွေလိုက်ကောက်ကပတ်စံရှာနေရတာဖြစ်ပါတယ်။နောက်နေ့မနက်ကျောင်းရောက်လာတဲ့အခါမှာတော့ဂျင်ဆောင်နဲ့သူ့ကောင်တွေကညာတော့ရိုက်ခဲ့တဲ့ဗဟောင်းစောရဲ့ဓာတ်ပုံအကြောင်းလောင်ပြောင်နေကြပါတယ်။အဲ့ဒီဝက်ရဲ့မိဘတွေကလည်းဝက်တွေပဲဖြစ်လောက်တယ်မလား။ဘာလို့ဆိုဝက်အမေကနေထွက်လာတာပဲလို့ဆိုပြီးပါဇက်ရတာခံကရှယ်ပြောနေတာကြောင့်ဗဟောင်းစောခမရဆက်သီးမခံနိုင်တော့ပဲမိဘတွေအထိဆွဲထည့်ပြီးမပြောတဲ့ကြောင့်စကားဖြတ်ပြောမိလိုက်ပါတယ်။ဒါကြောင့်တခန်းလုံးကြောင်သွားခဲ့ပြီးဂျင်ဆောင်ကစီးကြော့မလာနဲ့ငတ်ညီမင်းပုံစံတောက်မကြိုးဘူးဖြစ်နေတယ်ကွာဆိုပြီးစကားဖြင့်ပြောနေတော့သူ့ရဲ့ခရက်ဖြစ်သူမိဂျင်ကပါဗဟောင်းစောကိုငေးကြည့်နေတာကြောင့်ဒေါသတွေငဲထဲရောက်သွားပါတော့တယ်။ကျောင်းတွင်းရံပွဲမဖြစ်ရလေအောင်မိဂျင်ကတားတလို့ကေလန်းစရနဲ့ဟုံကျဲဆိုသူကလည်းဝင်တားပေးပါတယ်။ဒါပေမဲ့ဂျင်ဆောင်ကအတင်းယုံထွက်ပြီးဗဟောင်းစောကိုထိုးဖို့လုပ်ပါတယ်။ဗဟောင်းစောကတသက်လုံးသူများထိုးတာတွေပဲခံလာရတာဖြစ်လို့မြန်မာရဲဆိုတဲ့ထိုးချက်တွေကို slow motion နဲ့တေချာမြင်နေရပါတယ်။ overweight ဖြစ်နေတဲ့ခန္ဓာကိုယ်ကသာလိုက်မရှောင်နိုင်ပေမဲ့လက်ရှိခန္ဓာကိုယ်အသစ်မှာတော့ဂျင်ဆောင်ရဲ့ထိုးချက်ကိုရှောင်နိုင်လိုက်ပါတယ်။ဂျင်ဆောင်တစ်ယောက် crash မှာထိုးချက်လွဲသားတဲ့အပြင်သူ့ကောင်တွေကဝိုးကနေဝါကနေဖြစ်နေတော့ရှက်ရမ်းရမ်းပြီးအသေးအတန်ထပ်လိုက်ထိုးပေမဲ့ဗဟောင်းစောကတော့ရှောင်နိုင်နေခဲ့ပါတယ်။သူ့ရဲ့ထိုးချက်ကိုအတားခံလိုက်ရတဲ့အချိန်မှာတော့ဂျင်ဆောင်ဟာဒီကောင်မဟုတ်မှလွယ်ရောအတွေ့အကြုံရှိတဲ့သူပဲဖြစ်ရမယ်။အခုမှရံဖြစ်ဘူးတဲ့ကောင်တော့မဟုတ်တော့ဘူးဆိုပြီးတွေးနေမိပါတယ်။တကယ်တမ်းမှာတော့ဗဟောင်းစောကဘလို့လုံးရပါမလဲတဖြည်းဖြည်းချင်းရှောင်ရတာခက်ခက်လာပြီကွာဒီလိုဆိုရင်မဖြစ်ဘူးအထိုးခံရတော့မယ်ဆိုကကြောက်ချီပန်းနေရှာတယ်ဒီရဲ့ချိန်မှာပဲနောက်ထပ်အတွေးတစ်ခုဖြစ်တဲ့အမြဲတမ်းအနိုင်ကျင့်ခံအထိုးခံနေရတာတွေကဇက်တိုက်ဆိုသလိုတစ်ခုပြီးတစ်ခုမှတ်ညံတွေမှာပေါ်လာခဲ့ပြီးငါအခုလိုဆက်သွားနေမယ်ဆိုရင်ဒီခန္ဓာကိုယ်အစ်စ်နဲ့လည်းတသက်လုံးအနိုင်ကျင့်ခံသူများထိုးတာပဲခံနေရတော့မှကိုပြန်တွေးမိသွားကမရှိမဲ့တက်တိတွေအကုန်ထုတ်ပြီးအားမွေးလိုက်ပါတယ်အဲ့နောက်သူ့ကိုအမြဲတမ်းအနိုင်ကျင့်နေကြထဲဆောင်ရဲ့အကွက်ကိုကော်ပီကူးကဘိုက်ကိုအားပြင်းပြင်းနဲ့တီးထုတ်ပေးလိုက်ပါတော့တယ်ဂျင်းဆောင်ခမရတစ်ချက်တည်းနဲ့ပြန်မထားနိုင်တော့ပဲချစ်ရတဲ့သူရှိမှအခုလိုမျိုးအမှောက်သိပ်ခံလိုက်ရတော့ရှက်သွားပါတယ်အနိုင်ရရှိသွားတဲ့ចောင်းသားတစ်ဗဟောင်းစောရဲ့တည်င်းနေရဂျယ်ဝန်းအထက်တန်းကျောင်းရှိအစိုးကအတန်းပြင်ပိတုကပညာအတန်းတွေအထိပါပြန့်နှံ့သွားခဲ့ပြီးအဖွဲတောင်းတဲ့လူတချို့ကရှင်းပြစ်မယ်ဆွဲစားပြစ်မယ်တွေဆွေးနွေးနေကြပါတယ်တောက်ချောကြီးခန္ဓာကိုယ်နဲ့ဖက်တီပုတ်ခန္ဓာကိုယ်နှစ်ခုလုံးကဗဟောင်းစောတယောက်တည်းဆိုပေမဲ့လူတွေရဲ့အကြည့်တွေကတော့မတူညီကြပါဘူး။ညဆိုင်စင်းနေတော့မှကောင်လေးတယောက်ကအာသွင်းကြိုးခိုးကထွက်ပြေးသွားတာကြောင့်ဗဟောင်းစော့လည်းအနောက်ကနေအသေးအတန်လိုက်ဖမ်းပါတယ်
တကယ်တမ်းမှာတော့ဂျင်းဆောင်နဲ့ပေါင်းတဲ့ကောင်တွေရဲ့လက်ချက်ဖြစ်ပြီးဗဟောင်းစောကိုလည်းဟိုနေ့ကရိုက်ခဲ့တဲ့ဓာတ်ပုံနဲ့ချိန်ချောက်လာပါတယ်။ဒါပေမဲ့ဗဟောင်းစောကတော့တိရဲ့သားနဲ့မတိကျအောင်ဟန်ဆောင်ပြီးဒီတိုင်းထားလိုက်ရင်အချိန်ပိုင်းလှုပ်ပြုတ်သွားလိမ့်မယ်ဆိုကအထွန်းတက်မိလိုက်တော့ဟိုကောင်နေရတယ်နောက်ထပ်အကြံစိုးကြီးဖြစ်တဲ့အရှုံးသမားတွေအချင်းချင်းရန်ဖြစ်တာကိုဗီဒီယိုရိုက်ဖို့အတွက်စဉ်းစားမိသွားပါတယ်။ဒါကြောင့်တခိုးလေးဘက်ကြီးဟိုနဲ့ဗဟောင်းစောကိုအချင်းချင်းချခိုင်းပြီးဗီဒီယိုရိုက်ပါတော့တယ်။နှစ်ယောက်သားမလုံချင်မဲလုံနေကြရတဲ့အချိန်မှာဂျယ်ဝွန်အထက်တန်းကျောင်းကဘာစကိုလို့ခေါ်တဲ့ဖိုက်တာကြီးရောက်လာပြီးငချွတ်သုံးကောင်ပါဇက်ပိတ်ပြီးအိမ်ပြန်လိုက်တော့ဆိုကမီးမျက်လုံးအကြည့်လေးနဲ့တင်ခွေးမောင်းတလူမောင်းထုတ်ပေးလိုက်ပါတယ်။ဘက်ဂျီဟိုနဲ့ဗဟောင်းစောတို့လည်းဘာစကိုကျေးဇူးတင်ကြောင်းပြောလာခဲ့တော့ဘာစကိုကငါ့ကိုတိတာလားဒါမှမဟုတ်ကြောင်းတူတူပဲလားဆိုပြီးပြန်မေးလာပါတယ်။ဘက်ဂျီဟိုကလည်းဗဟောင်းစောတက်တဲ့ fashion အတန်းဖြစ်ပြီးဒါကိုတိသွားတဲ့ fighter ကြီးဘာစကိုကသူ့ကိုတေချာတိအောင်ပြောပြလိုက်လာမရှုံနဲ့လို့ဆိုကရုတ်တရက်မျက်ရည်တွေကျလာပါတော့တယ်။နောက်တနေ့မှာတော့ဘက်ဂျီဟိုကကြောင်းပြတ်ခဲ့ပြီးဗဟောင်းစောနဲ့ဂျင်ဆောင်တို့ကလည်းအခြေအနေတွေတင်းမာမှုအပြည့်နဲ့ပါ။ဘာစကိုကြောင်းစုံစမ်းကြည့်တဲ့အခါမှာတော့နမယ်ရင်းကအီအွန်ထဲဖြစ်ပြီးပိတုကအတန်းကဘန်းနာကိုကိုင်းရဲ့ခေါင်းဆောင်ဘာစကိုပဲဖြစ်ပါတယ်။မင်းညတော့ကဖတ်တီးပုတ်ဗဟောင်းစောကိုအနိုင်ကျင့်ခဲ့တဲ့ငချွတ်သုံးကောင်ရောက်လာပြီးဘာစကိုဆိုတဲ့ကောင်ကအားနည်းသူတွေကိုသဘောကောင်းပေမဲ့ဟန်ဆောင်တာကိုမုန်းနဲ့ခမိုက်မိုက်ယူတယောက်ပါပဲဆိုပြီးဂျာဝင်ရှင်းပြနေခဲ့ကဆောက်ချောကြီးဗဟောင်းစောကိုတော့ရင်းနှီးချစ်နေဆိုပြီးအတင်းလာရောနေခဲ့ပါတယ်ဒီအချိန်မှာပဲဘာစကိုဦးဆောင်လာတဲ့ဘန်းနာကိုကိုင်းရထမင်းစားခန်းကိုရောက်လာခဲ့ပြီးတဲ့နောက်မှတ်မိနေတဲ့ဗဟောင်းစောကဘာစကိုဆိုပြီးပါဇက်ကနေလွတ်ကနေထွက်မိသွားပါတယ်သူ့နာမည်ကြားလို့ဘာစကိုကရောက်လာတော့ဟိုလေးမနေ့ကလေးဆိုပြီးထပ်ပြောမိသွားပြန်ပါတယ်ဒါကြောင့်ဘာစကိုကအထင်လွဲသွားပြီးမင်းမင်းညမင်းရဲ့တငယ်ချင်းအတွက်လက်စားချေဖို့ကြိုးစားနေတာလားဒါမှမဟုတ်ဘသူစီရမှသင်ကန်းစာမရဘူးတာမို့သင်ကန်းစာလိုချင်နေတာလားဆိုကဘာစကိုတယောက်မေးခွန်းနေရှယ်မင်းနေခဲ့ပြီးဘဟောင်းစောကိုစော်ကြည့်တိုင်းဖေမရနဲ့ကွနောက်ပြီးတော့တိုက်ခိုက်နိုင်တဲ့ရည်ချင်းရှိတယ်ဆိုတာနဲ့ပဲရောင်းတက်မလာနဲ့ဆိုပြီးဘဟောင်းစောရဲ့ပခုံးလက်တစ်ဖက်ထဲနဲ့ချုပ်ကင်ပေးလိုက်ပါတယ်ဒါကြောင့်ထမင်းစားခန်းတစ်ခုလုံးနဲ့ရုပ်တဲတဲတွေဖြစ်ကုန်ပြီးပါဇက်အဟောင်းသားနဲ့ကြည့်တဲ့သူတွေကတစ်ဖွဲ့ဗီဒီယိုရိုက်တဲ့သူတွေကတစ်ဖွဲ့နဲ့အားလုံးရှုပ်ကုန်ပါပြီဘာစကိုဖွဲ့တွေကကြက်ဖကိန်နဲ့ဘုံကျဲဆိုသူကအခုဘာစကိုတားနိုင်တဲ့သူဘယ်သူမှမရှိဘူးနောက်ပြီးတော့ဘာစကိုရဲ့တာမလုံးနဲ့စုပ်ကင်မှုကနေလွတ်နိုင်တဲ့သူမရှိသေးဘူးဆိုပြီးပြောနေတော့မှပဲဘဟောင်းစောကငါမင်းကိုတခြားတယောက်နဲ့ခဏလူမားသွားတာဖြစ်မယ်ဆိုကလက်တစ်ဖက်ထဲနဲ့ပြန်ချုပ်ကင်ပေးလိုက်ပါတယ်အကောင်လုံးလဲအံ့ဩသွားကြပြီးဘာစကိုကအတီချတော့မဲ့အချိန်မှာကြက်ဖကိန်နဲ့ဘုံကျဲကစကရောတော့ဖော်ရောနဲ့ဝင်လာခဲ့ပြီးတားလိုက်ကရံပွဲကိုအဆုံးသတ်လိုက်ပါတယ်ကတုံးကဘာလို့တားလိုက်တာလဲဒီကောင်ကကြက်တည်မရှိဘူးလေဘာစကိုကလွန့်ပြန်သွားအောင်လုပ်မှာမင်းလွတ်ထားတဲ့နယ်ဆိုကပြောလာခဲ့တော့ဘုံကျဲကလွန့်ပြန်သွားအောင်နဲ့လာကတုံးညဘာစကိုတေချာကြည့်လိုက်ပါအောင်ခံရတဲ့သူကဘာစကိုပဲဆိုပြီးရှင်းပြနေခဲ့ပါတယ်ဘဟောင်းစောရဲ့တမ္မာမှုကြောင့်ငချွတ်သုံးကောင်ကအတင်းလာရောနေခဲ့ပြီးငါတို့ပိုရင်းနှီးသွားအောင်တငယ်ချင်းတွေလောက်ကြမယ်ပျော်စရာတွေဖန်တီးကြမယ်နောက်ပြီးတော့အတူတူအပြင်ထွက်လဲကြမလားဆိုကပြောနေခဲ့ပါတယ်တငယ်ချင်းတွေနဲ့တခါမှအပြင်ထွက်မလဲဘူးပဲအိမ်ထဲမှာချီထိုးလိုက်ခွေးလေးနဲ့ကစားလိုက်တီဝေလေးကြည့်လိုက်နဲ့ဒူများတွေအနိုင်ကျင့်တာခံလိုက်နဲ့ပဲအချိန်တွေကုန်ဆုံးနေခဲ့တာပါအခုလိုမျိုးအပြင်ထွက်လဲကြမယ်ပြောလာတော့ဘဟောင်းစော့ခမများမှလည်းပျော်သွားရပေမဲ့အတူအယောင်အကြည့်တွေကတော့အရန်တိတာလွန်းနေခဲ့ပါတယ်တကယ်တမ်းချိန်လိုက်တဲ့နေရာကတော့အရက်ဆိုင်ဖြစ်နေပြီးဂျင်ဆောင်လည်းရှိနေခဲ့ပါတယ်ဘဟောင်းစောကတော့သူ့ကိုကြည့်မရတဲ့ဂျင်ဆောင်အင်ဂျင်ပါဝါအပြည့်နဲ့ easy ကလီပဲလုံနေတဲ့ဟာနူအတင်းရောချစ်နေတဲ့ငချွတ်သုံးကောင်ကြားမှာစိတ်မတက်မတာဖြစ်နေခဲ့ပါတယ်။ဘဟောင်းစောကိုအရက်အတင်းတိုက်နေပြီးမူးသွားရင်တော့အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုကသဘောတွေစွတ်ကောင်းပြနေတဲ့အပြင်မင်းအိမ်ဘယ်မှာလဲဆိုကမေးလာတော့ဘဟောင်းစောကကြောင်းထွက်ထားတဲ့တငယ်ချင်းတယောက်နဲ့အိမ်တူတူငားနေတာဖြစ်ပြီးသူကညဘက်မှာအလုံးလုံးတာမို့နေဘက်ဆိုအိတ်တယ်ဆိုကရှင်းပြပေးလိုက်တယ်။ဒါကိုကြားတော့အားလုံးကအတိတ်ပဲတောက်တလွဲတွေကောက်နေမိပြီးရာခူစာကြီးတယောက်နဲ့အတူတူနေတယ်ထင်သွားကငချွတ်သုံးကောင်မှာတော့ဒီကောင်ထင်ထားတာထက်ပိုအန်ဒီရဲ့များသားပဲဆိုပြီးကြောက်ချီးပန်းနေရှာတယ်။ဂျင်ဆောင်ကတော့တယောက်တည်းတောက်တာများနေခဲ့ပြီးဘဟောင်းစောကမိချင်းမပါဘူးလားမေးလာတော့မိချင်းကဒီလိုမျိုးနေရာတွေကိုမကြိုက်တဲ့အပြင်ရန်ဖြစ်တာကိုလည်းမကြိုက်နေပါဘူး။နှစ်ယောက်သားထိုက်ကလုံးဝကိုကွာခြားနေတာမို့ဘဟောင်းစောကဘလို့လုတ်ပြီးစသွဲဖြစ်သွားတာလဲဆိုကထပ်မေးလာတော့အင်ဂျင်ပါဝါအပြည့်နဲ့ဟာနူကနှစ်ယောက်သားတွဲနေကြတာမဟုတ်ဘူးဖွင့်ပြောထားတာပြီးတော့ဒိတ်ယုံပဲရှိပါသေးတယ်ဆိုကရှင်းပြလာခဲ့ပါတယ်။ဘဟောင်းစောကဂျင်ဆောင်တို့ဒိတ်လုတ်တဲ့နေ့ကိုကောင်းကောင်းမှတ်မိနေခဲ့ပြီးဘာလို့လဲဆိုတော့မြို့လေကောင်မှာအတီးခံထားရတဲ့နေ့မို့ပါ။အခုလဲဂျင်ဆောင်ကတောက်တာများနေတာကြောင့်အလိုက်တသိလေးနှစ်ယောက်သားအရန်ကိုလိုက်ဖက်လုံးနေဆိုပြီးရွှေချောင်လုံးလိုက်ရပါသေးတယ်။အမိုးလိုနေတဲ့ဂျင်ဆောင်လည်းအခုလိုကြားလိုက်ရတော့စိတ်ကောင်းဝင်ပြီးပြပြလဲလဲပြန်ပြောနေခဲ့ကအရက်တွေတောင်ငှက်ပေးနေပါသေးတယ်။ငချွတ်သုံးကောင်ကဘာစကိုကြောက်တာကြောင့်တာမာတဲ့ဘဟောင်းစောနဲ့လက်ဝဲကျွမ်းတဲ့ဂျင်ဆောင်တို့ကိုကတ်နေတာဖြစ်ပြီးဒါမှဘန်းနာကိုကန်ရကောင်တွေသူတို့ကိုလာမရှုပ်တော့မှဖြစ်ပါတယ်
နောက်ပြီးတော့ဗဟောင်းစောနဲ့ဂျင်ဆောင်တို့အောက်ကိုပြီးငချွတ်3ကောင်ကြိုက်တယ်လို့အနိုင်ကျင့်လို့ရမှာမို့ပါဂျင်ဆောင်အမိုးလွန်ပြီးမှောက်သွားတော့ငချွတ်ကောင်နေရမနေ့ကရိုက်လာခဲ့တဲ့ဗီဒီယိုနဲ့ဓာတ်ပုံတွေကိုဖွင့်ပြဖို့လုပ်နေပါတယ်ဒါကိုဗဟောင်းစောကတင်းသွားပြီးဂျင်ဆောင်ငှဲ့ပေးထားတဲ့အရက်ကိုမတောက်စဖူးတောက်လိုက်ကဖုံးကိုယူပြီးလက်တစ်ဖက်ထဲနဲ့အမုံချပေးလိုက်ပါတယ်အဲ့ဒီနောက်အရက်ရှိန်ကြောင့်မိုးဝေကမိလဲသွားခဲ့ပြီးအိမ်မှာရှိနေတဲ့ဖတိပုတ်ခန္ဓာကိုယ်မှာပြန်နိုးလာခဲ့ပါတယ်အတင်းပြန်အိတ်တော့အိပ်ပျော်သွားပေမဲ့အရင်ကျောင်းကထဲဆောင်ဆိုတဲ့ကျောင်းလူမိုက်ကြီးကသူ့ကိုတောင်းပန်နေတယ်လို့အမေဖြစ်သူကလည်းကြက်ဥအလုံး100ထည့်ထားတဲ့ခောက်ဆွဲပြုတ်စလုံးကြီးကိုစားဖို့အတွက်ယူလာနေရတယ်အိမ်မက်မက်နေတာဖြစ်ပြီးခန္ဓာကိုယ်မပြောင်းသွားသေးတာကြောင့်တောက်ချောကြီးခန္ဓာကိုယ်ပျောက်ကွယ်သွားမှကိုစိုးရိမ်ကအရက်ဆိုင်ကိုပဲအပြေးလေးလိုက်သွားခဲ့ပေမဲ့ခန္ဓာကိုယ်ကအကောင်တိုင်းရှိနေပါသေးတယ်ဖတိပုတ်ခန္ဓာကိုယ်ကြည့်တဲ့ငချွတ်ကောင်ရဲ့အကြည့်တွေကမတူသလိုမတန်သလိုအကြည့်တွေနဲ့ပါဗဟောင်းစောနဲ့အတူနေတဲ့တငယ်ချင်းကသူ့ကိုခေါ်ဖို့ခိုင်းထားတာလို့ဆိုကပြောလိုက်တော့မှငချွတ်တရားရောက်ကူစားကြီးခေါ်ခိုင်းလိုက်တယ်ထင်သွားပါတယ်တောက်တုံမဲရခိုင်းလိုက်တယ်လို့ပဲထင်နေခဲ့ကြပြီးဖတိပုတ်ဗဟောင်းစောကိုအနိုင်မကျင့်ကြတော့ပဲအသာတကြီးခေါ်သွားခွင့်ပေးလိုက်ပါတယ်အပြန်လမ်းမှာလက်တီထိုးဆက်ကိုတွေးတော့လက်ဝဲတမဂျင်ဆောင်ကပညာပြဖို့လုပ်ပါတယ်ဗဟောင်းစောကိုတေချာကြည့်ခိုင်းပြီးအဖြောင့်ထိုးချက်အတွက်ကိုဟန်အနေထားနဲ့အခြေခံနည်းကိုအသေးစိတ်ရှင်းပြပေးပါတယ်ဂျင်ဆောင်ထိုးချက်ကလည်း892မှတ်နဲ့စံချိန်တစ်ဖြစ်အောင်တကယ်ကိုအားပြင်းလွန်းပေမဲ့အဖြောင့်ထိုးချက်ရဲ့အားနည်းချက်ကတော့ထိုးချက်ကိုရှောင်နိုင်လိုက်ရင်ဘာမှမဟုတ်တော့ပါဘူးအဲ့ဒီနောက်ဖတိပုတ်ဗဟောင်းစောကိုလည်းတခြားသူထိုးတာကြီးပဲခံမနေဖို့မှာကပြန်သွားကြပါတယ်အကုန်လုံးပြန်သွားကြတော့ဗဟောင်းစောကဂျင်ဆောင်တင်ပေးခဲ့တဲ့အဖြောင့်ထိုးချက်အစမ်းထိုးကြည့်ပေမဲ့ဘေးကိုရှောကရှက်ထိသွားရုံပဲထိသွားခဲ့ပြီးတောက်ချောကြီးခန္ဓာကိုဂွန်းဘိုးကအိမ်ပြန်သွားခဲ့ပါတယ်ဒါကိုဘတ်စကိုတယောက်မြင်လိုက်ရပြီးထိုးဆက်ကိုကြည့်လိုက်တော့ရှက်ထိသွားတဲ့နေရာပြဲထွက်သွားတာကိုမြင်လိုက်ရပါတယ်။ဆက်ပေါ်ကအမှတ်ကလည်း892မှတ်ဆိုတော့ဘတ်စကိုလည်းအံ့ဩသွားခဲ့ပြီးသူ့ရဲ့ထိုးချက်အပြင်းစားနဲ့910မှတ်အထိစံချိန်တစ်ဖြစ်အောင်ထိုးလိုက်နိုင်ပါတယ်။တောက်ချောကြီးခန္ဓာကိုအမိုးပြေသွားတဲ့အချိန်မှာတော့ခန္ဓာကိုပြန်လဲနိုင်ခဲ့ပြီးကျောင်းကိုအေးဆေးလေးရောက်လာနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ဘတ်ဂျီကိုတယောက်ကျောင်းမပြတ်တော့ပဲဗဟောင်းစော်လည်းနှုတ်ဆက်လိုက်ပါတယ်။မနေ့တုန်းကကျောင်းပြရတဲ့အကြောင်းရင်းကတော့ငချွတ်3ကောင်ကြောင့်အိမ်ရေးပြက်ပြီးကျောင်းမလာနိုင်တာဖြစ်ပါတယ်။ဗဟောင်းစောကစိတ်ပူနေခဲ့တာဆိုပြီးပြောလာတော့ဘတ်ဂျီဟိုလဲကြောင်သွားခဲ့ရကဘာလို့ရင်းနှီးကြအောင်စောင့်နေရတာပါလဲလို့တွေးမိနေပါတယ်။ဒီလိုနဲ့2ယောက်သားထမင်းတူတူစားကြရေးစကားဝိုင်းကောင်းနေခဲ့ပေမဲ့တစ်ဖက်မှာတော့အမေဖြစ်သူကဗဟောင်းစောနေတဲ့အိမ်ကိုရောက်လာခဲ့ပြီးကျောင်းမသွားပဲရှယ်ကိုအိမ်မောကြနေတဲ့သူ့သားလေးကိုမြင်သွားခဲ့ပါတယ်။တောက်ချောကြီးခန္ဓာကိုယ်နဲ့ဗဟောင်းစောတစ်ယောက်အိမ်ပြန်လာတော့သူ့အမေကိုတွေ့သွားခဲ့ပြီးသူ့ကိုယ်သူဗဟောင်းစောရဲ့တငယ်ချင်းမလို့မိတ်ဆက်လိုက်ရပါတယ်။အိမ်လာခလည်းချွေတာလို့ရအောင်တယောက်တစ်ဝက်ပေးပြီး2ယောက်တူတူနေကြကြောင်းနဲ့24နာရီကုံစုံဆိုင်မှာညဆိုင်လုံးနေတဲ့ဆိုတဲ့အကြောင်းသေချာလေးရှင်းပြပေးလိုက်ပါတယ်။ဗဟောင်းစောအချိန်ပိုင်းလုံးနေတာကိုအမေဖြစ်သူကမယုံကြည်နိုင်ဖြစ်နေပေမဲ့သူ့သားလေးကိုတော့စိတ်အတော်လေးပူနေရှာပါတယ်။အဲ့ဒီနောက်အမေဖြစ်သူကဗဟောင်းစောအတော်ကြီးနဲ့ခဏလောက်စကားပြောဖို့အတွက်ဒီကသားလေးအချိန်လေးနည်းနည်းလေးပေးနိုင်မလားဆိုကပြောလာခဲ့တော့ဗဟောင်းစော်လည်းကော်ဖီဆိုင်တစ်ဆိုင်စီကိုခေါ်သွားပေးလိုက်ပါတယ်။ကဘာကြီးကကျင်းကျင်းလေးဆိုတော့အဲ့ဒီကော်ဖီဆိုင်မှာဘန်နာကိုကိုင်းရအဖွဲ့ဝင်ကျဖကိနဲ့ဘုံကျဲဆိုသူကအချိန်ပိုင်းလုံးနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ရှိသမျှဆော်ရီအကြည့်မလွဲနိုင်အောင်ဗဟောင်းစော်ကိုကြည့်နေကြတော့ဒီကသားလေးနာမည်တော်ကြီးပုံရတယ်ဆိုကအမေဖြစ်သူကတတိထားမိလိုက်ပြီးကော်ဖီဈေးတွေကိုမြင်တော့တွေးတက်သွားပါတယ်။အဲ့ဒါကြောင့်ဗဟောင်းစောကပဲအမေရိကန်နိုကော်ဖီတစ်ခွက်ဝယ်တိုက်လိုက်ကအမေဖြစ်သူကအတော်ကြီးရလေကော်ဖီမစ်နဲ့တန်ဘူးကော်ဖီပဲတောက်ဖူးတာမို့ဒါကအရန်ကိုအရသာရှိတာပဲဆိုပြီးပြန်ပြောနေရှာတယ်။နောက်ပြီးတော့သူ့သားလေးဗဟောင်းစောခမညာမှာလည်းတောက်ဖူးပါမလားမသိဘူးသူဆိုရင်ကြိုက်လောက်မှတေးချတယ်ဆိုပြီးထပ်ပြောနေပါတော့တယ်။ဗဟောင်းစောကတောက်ချောကြီးခန္ဓာကိုယ်ရဲ့နာမည်ကိုလည်းဗဟောင်းစောပဲဆိုပြီးတော့သူ့အမေကိုပြောပြလိုက်ပါတယ်။ဒါကိုကြားတော့အောင်မလေးလေတကယ်အံ့ဩစရာရေးစပ်ပါပဲလား။ဒီလိုကြည့်တော့မှရုပ်လေးရလဲတပုံစံနဲ့တူတာပဲငါတို့သားလေးနဲ့ဆိုကအမေဖြစ်သူကရှောက်ရှင်းနေပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။အတော့သားလေးရလေအခုခရေကဒီလိုမျိုးရုပ်ချောတဲ့တငယ်ချင်းနဲ့တောင်ပေါင်းနေပြီပဲ။ तू ကအခုဝိတ်တက်နေလို့သာအဲ့လိုဖြစ်နေတာပါငငယ်တုန်းကအရန်ညံ့ရည်ထပ်ပြီးရုပ်လဲချောခဲ့တာနော်။ပြီးတော့တချင်းဆိုတာလေးကလည်းအရန်တော်တာအတော်ကအမြဲတမ်းသူ့ကိုအစိုးတော်လို့ရင်တောင်ရတယ်လို့ပြောနေကြပါပဲဆိုပြီးကြွားလုံးနေရှဲကိုထုတ်နေတော့တာပါပဲ။သူတို့စကားတွေပြောကောင်းနေချိန်မှာဘတ်စကိုရောက်လာခဲ့ပြီးဗဟောင်းစောကိုမြင်သွားပါတယ်။ဗဟောင်းစောကသူ့တငယ်ချင်းရဲ့အမေနဲ့အတူလာတာဖြစ်ကြောင်းကျဖကင်နဲ့ဘုံကျဲရပြောပြပြီးဒီနေ့တော့ငိမ့်ငိမ့်လေးနေဖို့နဲ့ဆိုင်မှာပြဿနာရှာရာကနေအလကားနေရင်ငါပဲအလုပ်ဖြုတ်ခံထိမှာဆိုကဘတ်စကိုကိုတတိပေးလိုက်ပါတယ်။အမေဖြစ်သူကသူ့သားလေးကိုအရန်စိတ်ပူတော့အကြောင်းစုံမင်းနေပြီးဗဟောင်းစောကလည်းသူ့အမေစိတ်အေးသွားအောင်တခုမကြံအကုန်ပြောပြပေးနေခဲ့ပါတယ်။
ဒါကိုကတ်တိုးလေးခိုးနားထောင်နေတဲ့ဘတ်စကိုက24နာရီကုံစုံဆိုင်ရဖတ်တီပုတ်လေးဟာဒီဒေါ်ကြီးရဲ့သားဖြစ်လောက်မယ်ဆိုတာသတိထားမိလိုက်ပါတယ်။အမေဖြစ်သူကဗဟောင်းစောတယောက်အရင်ကျောင်းမှာအနိုင်ကျင့်ခံရတဲ့အကြောင်းကိုပြောပြလာပြီးတနေ့စာဝတ်နေရေးအတွက်ပဲလုံးပန်းနေရတဲ့အမေမလို့ဘလို့လို့ရင်အတော့သားလေးတက်တာနေနိုင်မလဲဆိုတာပဲစဉ်းစားနေရတာနဲ့လုံးဝသတိမထားမိခဲ့ဘူး။အတုံးမကျတဲ့အမေတယောက်ပါပဲလားဆိုပြီးသူ့ကိုယ်သူအပြစ်တင်နေပါတော့တယ်။အခုကျောင်းမှာကအနိုင်ကျင့်ခံနေရလားဆိုပြီးထပ်မေးလာတဲ့အခါမှာတော့ဗဟောင်းစောကသူ့အမေစိတ်အေးသွားအောင်တငယ်ချင်းတွေနဲ့အစဉ်ပြေရှိနေကြောင်းနဲ့နောက်ပြီးသူလဲဘေးမှာရှိနေတာမို့စိတ်မပူဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဖတ်တီးပုတ်လေးအနိုင်ကျင့်ခံနေရတာကိုတစ်ခေါက်ကယ်ဖူးခဲ့တဲ့ဘတ်စကိုကတော့အမေဖြစ်သူကိုလိန်ပြောနေတယ်ဆိုပြီးအထင်လွဲသွားပြန်ပါတယ်။ဗဟောင်းစောကတော့သူ့အမေကိုပြန်ပြောခဲ့မိတာတွေကြောင့်နောင်တရနေခဲ့ပါတယ်။ဘာမှမသိပဲထင်ချင်းရထင်နေတဲ့ကိုထင်ကြီးကတော့တောက်ချောဤခန္ဓာကိုယ်နဲ့ဗဟောင်းစောကဖတ်တီးပုတ်လေးဗဟောင်းစောကိုမင်းညတုန်းကလည်းဂွန်ဘိုးကစီးသွားတာမြင်လိုက်ရတော့အနိုင်ကျင့်နေတယ်ဆိုပြီးထင်နေခဲ့တာပါကော်ဖီဆိုင်ကနေပြန်တော့မဲ့အချိန်အမေဖြစ်သူကဂတ်ထုပါတွေကိုကြက်ဖကိန်နဲ့ဘုံကျဲစီကနေတောင်းလာခဲ့လိုက်ပါတယ်ဗဟောင်းစောရဲ့ចောင်းစရိတ်နဲ့နေထိုင်စားတောက်စရိတ်ကအလုပ်တစ်ခုတည်းနဲ့မလုံလောက်နေတာမို့အပိုအလုံးအနေနဲ့ဂတ်ထုပါတွေကိုလည်းလိုက်ကောက်နေတာဖြစ်ပါတယ်ဒီအကြောင်းကိုသူ့သားလေးဘတ်ဟောင်းစောစီပြန်မပြောပဲလျှို့ဝှက်ထားပေးဖို့တောင်းဆိုနေပေမဲ့အရှိမရှိနေတာသူ့သားလေးဘတ်ဟောင်းစောဆိုတာတော့အမေဖြစ်သူတယောက်မသိခဲ့ရှာပါဘူးအဲ့ဒီနောက်ကော်ဖီဖိုးဆိုပြီးဝန်9000ထုတ်ပေးလာပါတယ်ဘဟောင်းစော့လည်းညင်းနေပေမဲ့အမေဖြစ်သူကဒီတိုင်းသွားလိုက်ရရင်သူ့သားလေးအပေါ်မျက်နှာပူလို့ပါဆိုပြီးယူလိုက်ဖို့ချော့ပြောနေခဲ့ကဘဟောင်းစော့နဲ့အစဉ်ပြေနေကြဖို့ကိုလည်းဒီကအတော်ကြီးကတောင်းဆိုပါတယ်ဆိုပြီးထပ်မှနေပြန်တယ်ဘဟောင်းစော့ကလည်းစိတ်မပူဖို့နဲ့ခွဲနေရတဲ့အချိန်ကြမှာအမေဖြစ်သူရဲ့ကျေးဇူးကိုဘဟောင်းစော့တယောက်ပို့ပြီးနားလဲလာတဲ့ထင်ပါရဲ့ဆိုကစိတ်အေးအောင်ပြောပြပေးလိုက်ပါတယ်အမေဖြစ်သူပြန်သွားတာနဲ့အထင်လွဲကြီးလွဲနေတဲ့ဘတ်စကိုရောက်လာခဲ့ပြီးဘဟောင်းစော့ကိုနေရာတစ်ခုစီခေါ်သွားခဲ့ပါတယ်ကော်ဖီဆိုင်ကချက်ဖကင်နဲ့ဘုံကျဲရတော့သူ့ကောင်ဘတ်စကိုပျောက်သွားလို့ပြရခတ်နေပါပြီဘတ်စကိုကဖက်တီးပုတ်ခန္ဓာကိုနဲ့ဘဟောင်းစော့ကိုတောက်ချောရေးဘဟောင်းစော့ကအနိုင်ကျင့်နေတယ်ထင်နေပြီးကတ်စားနေတဲ့အပြင်လိမ်မာပြောတယ်ဆိုတော့ခွင့်လွတ်စရာအကြောင်းကိုမရှိနေဘူးလုံးဝကိုခွင့်မလွတ်နိုင်ဘူးဆိုကဘဟောင်းစော့ကိုရှင်းပြခွင့်လေးတောင်မပေးနေပဲဇက်တိုက်ဆိုသလိုတဲကိုဝင်စော်နေပါတော့တယ်ဒါကြောင့်ဘတ်ဟောင်းစော့ခမရမှာလဲရှောင်နေခဲ့ရပြီးတခုခုအထင်လွဲတာရှိနေတဲ့ပုံမဲဆိုကရှင်းပြနေပေမဲ့ဘတ်စကိုကအားကုန်တုံးပြီးထိုးလိုက်တော့ရှောင်နေတဲ့ကြားကနေရှက်ထိသွားပါတယ်ဘတ်စကိုကဘတ်ဟောင်းစော့တယောက်ကို့အမေရွယ်ရှိတဲ့အတော်ကြီးစီကနေတောင်ပတ်စံလင်ယူတဲ့ထင်နေခဲ့ပြီးအဲ့ဒီပတ်စံကိုဖတ်တီးပုတ်ဘတ်ဟောင်းစော့စီပြန်ပေးချင်နေတာပါဒါကြောင့်အတော်ကြီးစီကနေရလာခဲ့တဲ့ပတ်စံထုတ်ပေးစမ်းဆိုပြီးပြောလိုက်တော့ဘတ်ဟောင်းစော့ကလည်းငါပတ်စံကိုလူဖို့လုပ်နေတာလားနောက်ဆုံးတော့မင်းလည်းပဲအရင်ကျောင်းကထဲဆောင်နဲ့မချမနာအတူတူပါပဲလားဆိုပြီးအထင်လွဲသွားပြန်ပါတယ်တယောက်နဲ့တယောက်ကိုထင်ကြီးတွေဖြစ်ပြီးတကယ်တီးထုတ်ကြတဲ့အခါမှာတော့ဘတ်စကိုကခြေကန်ချက်တွေနဲ့ရှယ်ဖြုတ်နေခဲ့ပြီးဒါကိုဘတ်ဟောင်းစောကလည်းစပိုင်ဒါမန်လိုရှောင်ပြနေခဲ့ကထဲဆောင်ရဲ့အကွက်ကိုကော်ပီထက်ကူပြီးထိုးပေမဲ့ဘတ်စကိုကဒူးနဲ့ပြန်ကာခဲ့ပါတယ်အဲ့ဒီနောက်ဘဟောင်းစော့လဲဂျင်းဆောင်တင်ကြားမှုအတိုင်းလက်ဝဲပုံစံကိုပြောင်းပြီးအဖြောင့်ထိုးချက်ကိုထုတ်သုံးလိုက်ပေမဲ့ဘတ်စကိုကရှောင်နိုင်လိုက်ပြီးအားပေးနေတဲ့ငှက်တွေပါထပြန်ကုန်ပါတယ်ဘုံကျဲရောက်လာချိန်မှာတော့ဘတ်စကိုကမှောက်နေပြီဖြစ်ပြီးဘဟောင်းစော့ကဘတ်စကိုကိုတေချာလေးဂယုစိုက်ပေးဖို့နဲ့တောင်းပန်ကထွက်သွားခဲ့ပါတယ်ဘတ်စကိုတယောက်ဘလို့မှောက်သွားလဲဆိုတော့အဖြောင့်ထိုးချက်ကိုရှောင်နိုင်လိုက်ပေမဲ့ဘဟောင်းစော့ကလည်းဘတ်စကိုရဲ့အားပြင်းတဲ့ထိုးချက်ကိုရှောင်နိုင်လိုက်ကတထောင်နောက်ပြန်အကွက်နဲ့တီးထုတ်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီတထောင်နောက်ပြန်အကွက်ကမွေထိုင်းပုံစံဖြစ်ပြီးဘဟောင်းစော့ကလည်းသူ့ကိုယ်သူဘလို့လှုပ်လိုက်မှမသိဖြစ်နေခဲ့ပါတယ်ဖက်တီးပုတ်ခန္ဓာကိုနဲ့ညဆိုင်စင်တော့ဘတ်စကိုရောက်လာခဲ့ပြီးငပြောသီးနွားနို့လာဝဲကပတ်စံကိုပြန်မယူလာပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်ဆိုပြီးရုတ်တရက်ထပြောလာပါတယ်နောက်ပြီးတော့ကောင်လေးမင်းကအားနေတဲ့ကောင်မဟုတ်ပါဘူးစူးစမ်းထားပါဆိုပြီးထပ်ပြောကထွက်သွားခဲ့ပါတယ်ဘတ်စကိုရဲ့အားပေးစကားကြောင့်အတိတ်ဆိုးတွေကိုပြန်အမှတ်ရမိနေပြီးမင်းကသေတဲ့အချိန်ထိတသက်လုံးကြမ်းပြစ်ပေါ်မှာသွားနေရမှာဆိုတဲ့စကားကိုနှလုံးသွင်းကငါတာမာမဖြစ်မယ်ငါအခုအရန်ပြောညံ့နေတယ်ဆိုပြီးဓာတ်တွေပလိန်ထထိုးပါတယ်အချိန်ကိုက်ဆိုသလိုဈေးဝယ်သူကောင်မလေးတယောက်ဝင်လာတာကြောင့်ဘဟောင်းစော့လည်းရှက်သွားပါတယ်ကောင်မလေးကဘဟောင်းစော့ကိုအားဖြည့်အချိုရည်တပူဝယ်တိုက်လာခဲ့ပြီးအားကစားစူးစမ်းလုပ်ပါဆိုကပြောသွားခဲ့ပါတယ်စော်ချောချောလေးကဝယ်တိုက်တာဆိုတော့ချက်ချင်းဖောက်တောက်လိုက်ပြီးဒီတစ်ခေါက်တော့အိတ်ထမတင်လောက်ကြည့်ရမယ်ဆိုကချီထွက်အောင်ညှစ်နေပေမဲ့ဘိုက်အစီတွေကတက်နေတော့အိတ်ထမတင်တစ်ခါလေးတောင်မလုံနိုင်ခဲ့ပါဘူးနောက်တနေ့မှာတော့ fashion တန်းကအီနန်စုဟာဖနက်အလန်းစားတရံစီးလာပြီးကြည်စမ်းပါအောင်စတိုင်ကြတာကိုမြင်တတ်တဲ့မျက်လုံးတွေရှိကြတယ်ဆိုကမြောက်ကြွလုံနေတော့နောက်ကနေဂျင်းဆောင်တို့တတိုက်ရောက်လာခဲ့ပါတယ်ဟဲ့အောင်နမ်စုမင်းထပ်ပြီးငါနဲ့ဖနက်အတူတူစီးလာပြန်ပြီပဲဇုံတွဲဖနက်လိုဖြစ်နေတယ်ကွာစိတ်မကြည်ဖြစ်ရတဲ့ငါညီဆိုပြီးဂျင်းဆောင်ကဖျဲတော့
ငချွတ်3ကောင်ကလည်းငါတို့နမ်စုလေးအရာပြည့်အောင်ပါဇက်ထဲဖက်နှက်ထည့်ပြီးမှဖြစ်တော့မယ်ဆိုကဝင်ဖြဲပါတယ်ဒါပေမဲ့အီနမ်စုကိုဂျင်ဆောင်ကထားလိုက်ပါငါဟာယူကိုထားတာလည်းမဟုတ်ဘူးဆိုပြီးလွတ်ပေးလိုက်တော့ငချွတ်3ကောင်ကလည်းဂျင်ဆောင်တရအခုတလောပြောင်းလဲသွားတာကိုရိပ်မိနေခဲ့ပေမဲ့လက်ဝိတ်သမားဆိုတော့ကြောက်ပြီးသွား32ချောင်းပဲပေါ်အောင်ရည်ပြနိုင်ပါတယ်ဂျင်ဆောင်ဖျဲခံထားရတာတောင်မှမမတ်သေးတဲ့အီနမ်စုကအတန်းထဲဝင်လာတော့ခရုံးဟပ်လက်စွပ်ကိုထုတ်ကြွားကမြောက်ကြလုံနေပေမဲ့ဟုံကျဲကခရုံးဟပ်လက်စွပ်ကိုတာနို့စ်လိုမျိုးလက်တစ်ဖက်အပြည့်နဲ့ဝင်လာခဲ့ပါတယ်အဲ့ဒါတွေမဟုတ်သေးပဲနိုင်ကလည်းတကယ်ဟပ်လောက်တစိတ်ဝန်ဂဒီ20တန်ဖြစ်တာကြောင့်အီနမ်စုနဲ့မှန်ကြောင်တတိုက်ကရှဲကိုအားကြနေပါတော့တယ်အင်ဂျင်ပါဝါအပြည့်နဲ့ဟာနူကဓာရီအကုန်ဘဲကရတာလဲဆိုကစကားတော့ပြောပေမဲ့ဟုံကျဲကတော့တောက်ဖတ်တောင်မလုံးနေခဲ့ပါဘူးဟုံကျဲကဇင်ခံဘရန်အကောင်းစားတွေဝတ်တယ်လို့ရုပ်ရည်ရလဲအဆင်ပြေပြီးဂုံတရင်လေးလဲကောင်းနေပေမဲ့ဘသူ့ကိုမှတောက်ဖတ်တောင်မလုံးနေပဲအမြဲတမ်းတယောက်တည်းတိတ်ဆိတ်နေတတ်တဲ့သူဖြစ်ပါတယ်ဘဟောင်းစောရောက်လာတော့အတန်းထဲကကောင်မလေးတွေချက်ချင်းစုတလို့ဝိုင်းလာခဲ့ပေမဲ့ဘဟောင်းစောကတော့ဘချီဟိုကိုပဲနှုတ်ဆက်နေပါတယ်အီနမ်စုနဲ့မှန်ကြောင်တတိုက်ကတော့ဘဟောင်းစောရဲ့မျက်နှာနဲ့အချိုးအစားကြောင့်ကောင်မလေးတွေအာယုံကိုဖန်ဆားနိုင်ပေမဲ့လည်းဒီကောင်ကအမြဲတမ်းတပုံစံနဲ့ဖက်နှက်စုပ်ပြတ်နေတဲ့လွယ်အိတ်ကိုမြင်ပြီးဘဟောင်းစောဆင်းရဲတဲ့ဆိုတာကိုသိသွားကြပါတယ်မှန်ကြောင်တတိုက်ပြောနေတာတွေကိုလည်းဟုံကျဲကသတိထားမိလိုက်ပါတယ်တစ်ဖက်မှာတော့ပိတုကအတန်းကဗနာကိုကိုင်းအဖွဲ့ဝင်တွေခမဘိုင်ဝမ်ရှင်ဖိုက်ပြီးရှုံးသွားခဲ့တဲ့ဘာစကိုကကြောင်းမလာတာကြောင့်အဖွဲ့ဝင်တွေအကုန်လုံးကသူတို့ကောင်းဆောင်ဘာစကိုကိုစိတ်ပူနေကြပါတယ်ဘာစကိုကဘုံကျဲစီကိုစာရီဇက်တိုက်ပို့နေပေမဲ့ဘာစကိုဖုန်းကမှန်ကွဲသွားတာကြောင့်စာရီကမှန်ပဲတလုံးမအောင်ဖမ်းမရနေပါဘူးဒါအပြင်အဖွဲ့ဝင်တွေကလည်းចောင်းသားတစ်ကိုရှင်းပြမယ်လူသားစွပြုတ်လောက်တော့ပြမယ်တွေပြောနေကြတော့ဘုံကျဲခမတိုင်ကြီးပတ်နေရှာတယ်အဲ့ဒါကြောင့်အဖွဲ့ဝင်တွေကိုထိန်းထားနိုင်ဖို့အတွက်ကျောင်းသားတစ်ပဟောင်းစောဆိုတဲ့ကောင်ကသတင်းတွေကိုဖျက်မပစ်သေးတာကိုကြည့်ရရင်အကြံတစ်ခုခုတော့ရှိနေတာသိချတယ်။မားစရာအကြောင်းကိုမရှိဘူးအခုတော့ငြိမ်လေးနေပြီးငါ့ကိုစောင့်နေအောင်ဆိုကဘာစကိုကပြောခိုင်းထားတယ်ဆိုတဲ့အကြောင်းရှောက်ရှိလိုက်ရပါတယ်။ဒါကိုကြတော့အဖွဲ့ဝင်တွေအားလုံးကဒါမှငါတို့ဘာစကိုကသူပြောသလိုအခြေအနေကိုစောင့်ကြည့်ရအောင်ဆိုပြီးဘုံကျဲပြောတာကိုယုံသွားကြပေမဲ့တယောက်တော့သူကတော့မယုံတင်ကဖြစ်နေပါတယ်။ဘဟောင်းစောနဲ့ဘချီယိုတို့နှစ်ယောက်သားအဆိုကအတန်းရှိကိုရောက်တော့အိုထုတ်ကိုစီနဲ့ဘဲရီယာဖတ်တီးပုတ်တယောက်ကိုအနိုင်ကျင့်နေကြတာတွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်ဘဟောင်းစောကလည်းသူ့အသိကိုပြန်တတိရသွားကဝင်ကူညီပေးဖို့လှုပ်လိုက်ပြီးဟုံကျဲကလည်းတိုက်ဆိုင်စွာနဲ့ဒီနေရာမှာရှိနေတာကြောင့်ရံမဖြစ်ရလျောင်တားဖို့အဝင်ကန်ကကောင်းကျင်ပြန်တော့ဆရာတယောက်ရောက်လာခဲ့ပြီးပွဲမဖြစ်လိုက်ပဲပွဲပြတ်သွားပါတယ်။ဘဟောင်းစောကလက်ကမ်းပေးပေမဲ့ဖတ်တီးပုတ်လေးကကူထူကူထပဲလောက်ကထွက်သွားခဲ့ပါတယ်။ဘဟောင်းစောတယောက်ဖက်ရှင်တန်းမှာဖက်ရှင်အကြောင်းတွေတင်ကြားနေရပေမဲ့သူ့ရဲ့ဖက်ရှင်ဒီဇိုင်းကလာအနေထားတော့စင်းရဲတာကြောင့်ဟောင်းနှွမ်းမွေးသိမ်းနေတာကိုဟုံကျဲလဲတတိထားမိပါတယ်။ညနေကျောင်းဆင်းချိန်ရောက်တော့ဘဟောင်းစောရဲ့အမေစီကနေဖုန်းဝင်လာခဲ့ပြီးမနက်ဖြန်ဘဟောင်းစောရဲ့မွေးနေ့ဖြစ်တာကြောင့်အမေဖြစ်သူကလာခဲ့ရမလားဆိုကအကျိုးအကြောင်းလှမ်းမိတော့ဘဟောင်းစောကကျွန်တော်လဲမနက်ဖြန်ညဆိုင်အလုပ်လုပ်ရအောင်မှဆိုတော့လေမအားဘူးအဲ့ဒါကြောင့်လာမနေပါနဲ့တော့နော်အမေရားဆိုပြီးမေချစ်တဲ့သားလေးကအမေဖြစ်သူစိတ်အေးသွားရအောင်ညင်းလိုက်ကဒါရီအကုန်လုံးကိုလည်းဟုံကျဲကကြားသွားခဲ့ပါတယ်ညဆိုင်စင်းတော့တောက်ချောကြီးခန္ဓာကိုယ်မှာဆိုရင်အတန်ကပါပြောင်းသွားတယ်အထူးသဖြင့်ဖုံပြောတဲ့အခါဂယူးဆိုင်ရမယ်ဆိုပြီးမှတ်စုရေးနေတော့မှပဲအရင်နေ့ကစော်ချောလေးထက်ရောက်လာခဲ့ကဘဟောင်းစောကိုကောင်းကောင်းမွန်မွန်ဆက်ဆံလာပြီးအာကစားစူးစမ်းလုပ်ဖို့ကိုပါထပ်အားပေးသွားပြန်ပါတယ်နောက်တစ်နေ့မှာတော့အနိုင်ကျင့်ခံဖတ်တီးပုတ်လေးဘချီဟိုနဲ့အတူဘဟောင်းစောကနေ့လည်စာအတူတူစားကြပါတယ်။အနိုင်ကျင့်ခံဖတ်တီးပုတ်လေးကတော့ဘဟောင်းစောလိုမျိုးရုပ်မချောတဲ့အပြင်ကြော်လဲမကြော်ကြားနေပါဘူး။ဒါကြောင့်သူ့အပေါ်ဘာလို့ကောင်းပေးနေရတာလဲဆိုကမေးခွန်းထုတ်လာတော့ဘဟောင်းစောကလည်းတငယ်ချင်းဖြစ်ချင်တဲ့အကြောင်းကိုပြန်ဖြေလိုက်ပါတယ်။အင်ဂျင်ပါဝါပြည့်တဲ့ဟာနူကတော့ဘဟောင်းစောတယောက်ဘာလို့ရှုံးသမားတွေနဲ့အတူတူရှိနေရပါလဲဆိုပြီးမေးခွန်းထုတ်နေခဲ့ကငချု့ကောင်တွေကလည်းဘချီဟိုကိုတောက်တုံမရခိုင်းဖို့အတွက်ခေါ်ချင်နေပါတယ်။ဒါပေမဲ့ဘဟောင်းစောကဘေးမှာရှိနေတော့ခေါ်ချင်တိုင်းခေါ်မရပဲဒီတိုင်းလွတ်ထားမလို့လားဆိုပြီးဂျင်ဆောင်ကိုအာကိုတကြီးပြောလိုက်ပေမဲ့ဂျင်ဆောင်ကပါအဲ့ဒီတုန်းကအရက်တူတူတောက်ပြီးတော့တငယ်ချင်းလုံမယ်လို့ပြောထားတယ်မလားမင်းတို့ကလည်းတကယ်ပါပဲကွာနောက်ပြီးတော့ငါလည်းအခုကလေးလိုဘာလို့ကောင်းနေကိုအနိုင်မကျင့်တော့ဘူးပုံရိပ်ကလည်းအရင်လိုမမိုက်တော့ဘူးလေဆိုပြီးစိတ်ကောင်းနေဝင်နေခဲ့တော့မိချင်းတယောက်ကျိနဲ့စွာပြုံးနေမိပါတယ်ဘဟောင်းစောတို့ဖတ်မှာတော့တငယ်ချင်းဖြစ်ချင်တဲ့အကြောင်းပြောလာခဲ့တာနဲ့တပြိုင်နက်အနိုင်ကျင့်ခံဖတ်တီးပုတ်လေးကဘာလို့လဲဘာလို့ငါ့လိုကောင်းထဲမှာတငယ်ချင်းဖြစ်ချင်နေရတာလဲ overweight ဖြစ်တယ်လို့အမေးမြန်းကလည်းအတော်လေးကိုထူနေခဲ့တာပါဒါကြောင့်ဘဟောင်းစောကငါနဲ့တူလို့များလားအဲ့ဒါကြောင့်တငယ်ချင်းဖြစ်ချင်ရတာဆိုပြီးပြောလိုက်တော့တူလို့တယ်လားတကယ်ပဲဘာကလည်းမင်းငါကိုလာပြောင်နေတာလားငါအိမ်ကလည်းစင်းရဲသေးတယ်ကွာဆိုကထားပေါက်ကွဲတော့ဘဟောင်းစောကလည်းသူလဲစင်းရဲချောင်းဝင်ခံလိုက်ပါတယ်
မှန်ကြောင်တတိုက်ကတော့အလကားစင်းရဲသားကောင်ဖနက်ကဈေးပေါ်မယ်ထင်တယ်နာရီတောင်မရှိဘူးငမွဲကောင်ကများလူတွေရှိမှအဆက်ခွဲလိုက်ရအောင်ဆိုပြီးကြံစီနေကြပါတယ်ပိတုကအတန်းကဗန္နာကိုကိုင်းဖွဲ့ဝင်၄ယောက်ကလည်းဗဟောင်းစော့ကိုတီးထုတ်ဖို့အတွက်လမ်းကြားလေးတစ်ခုမှစောင့်နေကြပြီးဘာစကိုကငိန်နေအောင်ဆိုလို့အကုန်လုံးကမလာကြတာဖြစ်ကြောင်းအဖွဲ့ဝင်တယောက်ကရှင်းပြလာခဲ့တော့အစကတည်းကကျဖကီနဲ့ဘုံကျဲပြောတဲ့စကားကိုမယုံသင်ကဖြစ်နေခဲ့တဲ့အိုရီယာဆိုတဲ့ဘဲကအဲ့ဒါဘာစကိုခိုင်းတာမဟုတ်ပါဘူးဆိုကွာဘာစကိုကအဲ့လိုမျိုးပြောစရာအကြောင်းကိုမရှိနေဘူးကွာအကုန်လုံးဘုံကျဲကလောက်ကြံပြောလိုက်တာဆိုပြီးမဲဆွယ်နေခဲ့ပါတယ်ဘာဟောင်းစောအိမ်ပြန်လာတော့လမ်းမှာဟုန်ကျဲနဲ့တွေ့ပြီးမွေးနေ့လက်ဆောင်ဖြစ်အိတ်တအိတ်ပေးလာခဲ့ပါတယ်ဘာဟောင်းစောကဈေးကြီးပစ္စည်းတွေဖြစ်တာကြောင့်လက်မခံချင်ပေမဲ့ဟုန်ကျဲကဘလို့ပဲဖြစ်ဖြစ်လွတ်ပြတော့မှဆိုတော့မကြိုက်လဲလွတ်ပြလိုက်ဟုတ်ပြီလားဆိုကအမူအရာနဲ့ဆက်သွယ်လာတော့ဟုန်ကျဲစေတနာကြောင့်ဘာဟောင်းစောကလည်းကျေးဇူးပါပဲကောင်းကောင်းသုံးပါမယ်ဆိုပြီးလက်ခံလိုက်ရပါတယ်ဒီလိုနဲ့ဘာဟောင်းစော့ခမရစဉ်းစားကြည့်လိုက်တော့မွေးနေ့မှာတယောက်တည်းရှိဘူးတာကလည်းဒါပထမဆုံးပဲနောက်ပြီးတော့အမေမဟုတ်ပဲတခြားသူစီကနေမွေးနေ့လက်ဆောင်ရတာကလည်းဒါပထမဆုံးပဲဆိုကရှက်ရှက်နဲ့မျက်လုံးမိတ်ပြီးပြောပြနေတဲ့အပြင်ဟုန်ကျဲကိုမင်းရဲ့မွေးနေ့ကဘယ်တော့လဲဆိုပြီးမေးလိုက်ပေမဲ့ဟုန်ကျဲကတော့ကားပေါ်တက်ပြီးလစ်သွားခဲ့ပါပြီမွေးနေ့လက်ဆောင်ကအိတ်တအိတ်ထဲမဟုတ်နေပဲအိတ်တွေမှအပုံလိုက်ကြီးပါအဲ့ဒါအပြင်ဗန္နာကိုကိုင်းဖွဲ့ဝင်၄ယောက်ကိုလည်းဟုန်ကျဲတယောက်တည်းစော်ပလော်တီးပေးလိုက်တာဖြစ်ပါတယ်ဘာဟောင်းစောအိမ်ပြန်ရောက်တော့အမေဖြစ်သူကိုမွေးနေ့လက်ဆောင်ရတဲ့အကြောင်းဖုံးဆက်ပြောခဲ့ပြီးလက်ဆောင်တွေအကုန်လုံးကလည်းဈေးကြီးတဲ့ပစ္စည်းတွေပဲဖြစ်နေခဲ့တာပါနောက်တစ်နေ့ကျောင်းဖွင့်ရက်မှာတော့အီနမ်ဆူဦးဆောင်တဲ့မှန်ကြောင်တတိုက်ကဘာဟောင်းစောအတန်းနဲ့ဝင်လာရင်မိန်းကလေးတွေကအကုန်လုံးဝိုင်းအောင်လာကြမှာအဲ့ဒီအချိန်အင်ကြီးတွေကဘာတစိမ့်လဲလို့မေးပြီးလုံးဝအောင်အဆက်ကွဲသွားအောင်အကြံစိုးကြီးနဲ့စောင့်နေကြပဲမဲ့ဇိန်ခံဘရန်အကောင်းစားတွေဝတ်လာတဲ့ဘာဟောင်းစောကိုမြင်တော့မှန်ကြောင်တတိုက်တို့မှာပါဇက်တောင်မပိတ်နိုင်ရှာပါဘူးအင်ဂျင်ပါဝါပြည့်တဲ့ဟာနူကဓာရီကိုဝယ်လာတာလားဆိုပြီးမေးတော့ဘာဟောင်းစောကလက်ဆောင်ရတာဖြစ်တဲ့အကြောင်းပြောပြပါတယ်ဘသူစီရရတာလဲထပ်မေးတော့ဟုန်ကျဲကမသိစေချင်တဲ့ပုံပေါက်နေလို့ဘာဟောင်းစောကလည်းတငယ်ချင်းစီရရတာဆိုပြီးပဲဖြေလိုက်ပါတယ် LKS အန်တာဒိမ့်မစောင့်ဆိုင်ခန်းမှာတော့အနိုင်ကျင့်ခံဖတ်တီးပုတ်လေးနဲ့သူ့ကိုအမြဲတမ်းအနိုင်ကျင့်နေကြအုတ်ထုံးနဲ့ဘဲတို့ကအဆိုလူရေးပွဲအတွက်စောင့်ဆိုင်နေကြပါတယ်အစိုးအကတန်းကအုတ်ထုံးနဲ့ဘဲချင်းဟိုပင်တယောက်အတန်သွင်းစတိုရီကိုမှရက်ရှယ်ဖြုတ်နေပါတယ်။ဒါကိုလည်းယာကူဆာလိုလိုပရိုဂျူဆာလိုလိုနဲ့ဘေးကြီးကသဘောတွေ့နေပြီးဂျင်ဟိုပင်ပြီးရင်နောက်ဆုံးရှင်းပြရမယ့်သူကတော့အနိုင်ကျင့်ခံဖတ်တီးပုတ်လေးပဲဖြစ်ပါတယ်။စီးပွားရေးဆန်တဲ့ပရိုဂျူဆာကရုပ်ရည်ကိုပဲကြည့်ပြီးဂျင်ဟိုပင်ကိုရွေးလိုက်ကပြိုင်တော့မပြိုင်ရသေးတဲ့ဖတ်တီးပုတ်လေးကိုတော့ဖျော်ဖြေခွင့်လေးတောင်ပေးမနေပဲအိမ်ပြန်ခိုင်းလိုက်ပါတယ်။အခွင့်အရေးကိုလက်လွတ်ခံလိုက်ရတဲ့ဖတ်တီးပုတ်လေးလည်းအိမ်ပြန်ဘတ်ကားပေါ်မှာအခုသူခံစားနေရတဲ့ခံစားချက်တွေကိုစာသားအဖြစ်ချရေးထားမိနေပါတယ်။ဘတ်ကားကကြောင်တကောင်ကြောင့်ဘရိတ်အုပ်လိုက်တာအထက်ကလူတွေအကုန်လုံးဖျူဖျဲဖြစ်ကုန်ပါတယ်။ဒါကြောင့်ဖတ်တီးပုတ်လေးကကောင်မလေးတယောက်ကိုသူ့ဘေးမှာထိုင်ဖို့လက်ကမ်းပေးလိုက်ပေမဲ့ကောင်မလေးကဖတ်တီးပုတ်ရဲ့ရုပ်ရည်ကြောင့်လန့်သွားခဲ့ရပြီးဘတ်ကားပေါ်ကတခါတည်းတောင်ဆင်းသွားပါတော့တယ်။ဖတ်တီးပုတ်လေးရဲ့နာမည်ကဒေါ်ဟွာဖြစ်ပြီးသူ့မှာအဖွားတယောက်လည်းရှိပါတယ်။နောက်တစ်နေ့ကျောင်းဖွင့်ရက်မှာတော့ဒေါ်ဟွာတယောက်သူ့အိမ်မက်အတွက်စူးစမ်းဖို့အခွင့်အရေးလေးတစ်ခုရလာခဲ့ပြီးအဲ့ဒါကတော့10ကြိမ်မြောက်ဂျယ်ဝွန်းအထက်တန်းကျောင်းပွဲတော့အဆိုပြိုင်ပွဲပိုစတာစရင်သွင်းရန်ဆိုတဲ့ကြော်ညာချက်ကြီးပါအဲ့အချိန်ဘဟောင်းစောကရောက်လာပြီးဒေါ်ဟွာကိုနှုတ်ဆက်ပင်မဲ့ဒေါ်ဟွာကတော့ဘဟောင်းစောကိုဘာလို့စက်တိုင်းငါ့ကိုတငယ်ချင်းလို့လာလုံးနေရတာလဲဆိုကဘဟောင်းစောကိုလူကောင်းရောင်ဆောင်ထားတဲ့သူလို့ပဲထင်နေမိပြီးမယုံကြည်နေတာဖြစ်ပါတယ်အတန်းထဲမှာဒေါ်ဟွာတချင်းရေးနေချိန်ဂျီဟိုပင်တတိုက်ကရောက်ချလာပြီးတချင်းစာသားတွေထက်ရေးနေပြန်ပြီလားတချင်းတွေရေးပြီးတော့ဘာလို့ဖို့လဲလူရေးပွဲတောင်ကျသွားပြီမလားဝက်ကောင်ဆိုကနှိမ်ပြောနေခဲ့ပြီးဖြတ်တောင်ကန်ခံလိုက်ရပါသေးတယ်ညနေအိမ်ပြန်ချိန်မှာတော့ဒေါ်ဟွာတယောက်သူ့အဖွားရောင်းတဲ့တော့ပုကီဆိုင်ကိုသွားခဲ့ပြီးအဖွားကသူ့မြေးလေးဗိုက်ဆာလာတယ်မလားဆိုကအိမ်မပြန်ခင်နည်းနည်းလောက်စားသွားဖို့ပြောပေမဲ့ဒေါ်ဟွာကတော့မဟုတ်တာဗျာရောင်းရအောင်မဲ့ဟာတွေကိုဘလို့လို့စားရမှလဲအဖွားရဆိုပြီးအိမ်ပြန်နှင့်ဖို့အလုပ်ဂျင်းဟိုပင်တတိုက်ကရောက်ချလာပြီးဒေါ်ဟွာကိုအနိုင်ကျင့်ဖို့အတွက်လမ်းအော်ခေါ်လိုက်ပေမဲ့အဖွားဖြစ်သူကသူ့မြေးလေးတငယ်ချင်းနေအထင်နဲ့တော့ပုကီပူပူနွေးနွေးလေးချကြွေးပါတယ်ဂျင်းဟိုပင်နဲ့သူ့ကောင်နှစ်ကောင်ကလည်းပတ်ဆက်မပေးရတိုင်းပါဇက်ထဲမဆန့်အောင်ပလုတ်ပလောင်ရှယ်ဆွဲနေတာဆိုမှမြင်မကောင်းလောက်အောင်ပါပဲဒီလိုနဲ့ရှိသမျှအကုန်ပြောင်းသွားအောင်ဝါရီဆွဲပြီးပြန်ဖို့အလုပ်မှာအဖွားကထမင်းလိုက်တွေကိုစီတယောက်တစ်ထုပ်လက်ဆောင်ထပ်ပေးလိုက်ပေမဲ့ဂျင်းဟိုပင်တတိုက်ကတော့လန်တော်ဝတ်မာတယ်မဲ့လွတ်ပစ်သွားခဲ့ကြပါတယ်နောက်တနေ့ရောက်တော့ကျောင်းခန်းထဲကဝိုက်ပုံမှာဝတ်တော်ဟွာမိသားစုရဲ့တော့ပိုကီကစိတ်ပြက်စရာကောင်းတယ်ဆိုကထက်ရေးထားပြန်ပါတယ်နေ့လယ်ထမင်းစားချိန်မှာလဲဒေါ်ဟွာတယောက်ရှဲကိုအနိုင်ကျင့်ခံနေရပြီးသူ့ရဲ့ကျောင်းပွဲတော်အဆိုပြိုင်ပွဲအတွက်ရှောက်လာကိုလဲဂျင်းဟိုပင်ကဆွဲဖျက်ပစ်ပါတယ်။ဒါရီအားလုံးကိုဘဟောင်းစောတယောက်သူ့ကိုယ်သူပြန်မြင်နေရတယ်လို့မျိုးခံစားစေရပြီးသူလဲဒေါ်ဟွာလိုမျိုးငရဲဖြီရှစ်ထက်ကနေလွတ်မြောက်အောင်ကြောင်းပြောင်းလာခဲ့ပေမဲ့
အခုတော့ဘဲတောင်းကိုပဲထပ်ပြောင်းနေပါစေဘဲနေရာမှာပဲဖြစ်သူ့လိုမျိုးအနိုင်ကျင့်ခံလူတွေကတော့ရှိနေအောင်မဲ့ဆိုတာဘာဟောင်းစောတယောက်သဘောပေါက်နားလဲသွားခဲ့ပါတယ်ဂျင်ဟိုဘင်နဲ့သူ့ကောင်နှစ်ကောင်အတွက်စားစရာယူခိုင်းတယ်လို့အဆက်မပြတ်လဲဒေါ်ဟွာကောင်းကိုရှယ်ရိုက်နေပါတော့တယ်ရေခတ်ခိုင်းပြီးခြေထိုးခံပစ်တယ်ပြီးတော့ထက်ခတ်ခိုင်းပါတယ်ငါတို့ကမွေးဖွားလာကြတဲ့တယောက်ရဲ့ခိုင်းဘက်ဖြစ်ဖို့အတွက်ကံပါလာတဲ့ထင်ပါရဲ့ဆိုကတွေးနေရင်သူကိုယ်တိုင်ကလည်းအခုလိုမျိုးအနိုင်ကျင့်ခံမဖြစ်တော့တာကလည်းစောက်ချောကြီးခန္ဓာကိုယ်အသစ်ကြောင့်ဖြစ်ပြီးသူကြုံခဲ့ရတဲ့လိုမျိုးငရဲပြည်ရှစ်တက်ကိုဒေါ်ဟာတယောက်ထက်တလဲလဲမသွားရလေအောင်ဒီကိစ္စကိုသူကိုယ်တိုင်ဆုံးသက်ပေးဖို့အတွက်ဂျင်ဟိုဘင်တတိုက်နဲ့ရင်ဆိုင်ရန်ရှေ့ထွက်လာခဲ့ပါတယ်။၃ယောက်တစ်ယောက်ဆိုတော့ဟိုကောင်တွေကရှယ်ဖြဲနေတော့ဖက်ရှင်အတန်းကဟုန်ကျဲပါလာတဲ့အပြင်ဂျင်ဆောင်ကပါဝင်ပြီးအားဖြစ်ပေးလာပါတယ်။မင်းတို့၃ကောင်ရန်ဖြစ်ချင်နေတာလား။ဒီကောင်တွေကတော့ကွာငါ့ကိုပမာမခန့်လာလုံးနေတာပဲဆိုပြီးဂျင်ဟိုဘင်တယောက်ထပ်ဖြဲနေတော့ပမာမခန့်လုံနေတာမဲဆိုကကြောင်ပြတ်နေတဲ့ဘတ်စကိုကရုတ်တရက်ဆိုသလိုအချိန်ကရောက်ချလာပါတော့တယ်။ရန်ပွဲဖြစ်ရင်ဘတ်စကိုရဲ့ဖုံးမှန်ခဏထက်ကွဲနေတာကြောင့်ပြင်ခန့်တီအောင်စေးကြည့်တော့အချိန်နေမဟန်နာမို့ဟုန်ကျဲကိုခဏတင်ခိုင်းထားလိုက်ပါတယ်။ဒီလိုနဲ့တီးထုတ်ဖို့အတွက်အသင့်ပြင်လိုက်ပေမဲ့ဂျင်ဟိုဘင်ကဘာမှမဆိုင်တဲ့ကောင်တွေကဘာကိစ္စဝင်နှောက်ယှက်နေရတာလဲဆိုကလူအင်အားမမျှတော့တာကြောင့်ဂျင်ဟိုဘင်တတိုက်လဲထွက်သွားပါတော့တယ်။ဘာဟောင်းစောကဒေါ်ဝါကိုကူညီပေးဖို့လုပ်ခဲ့ပေမဲ့ဘတ်စကိုကတော့မင်းစီကာခိုင်းဘက်ကိုတခြားသူတွေကရိုက်နှက်နေတော့ကြည့်မနေနိုင်ပဲဝင်ကူညီတာလားဆိုပြီးဘာဟောင်းစောကိုကြိတ်မဲ့တကယ်လုံနေတာကြောင့်ဟုန်ကျဲခမရဝင်ထိန်ပေးနေရပါတယ်။ဝင်ကူညီပေးတဲ့ဂျင်ဆောင်ကတော့သူခရက်လေးစီမှာအမှတ်ထပ်တိုးသွားပြန်ပါပြီ။ဒေါ်ဟွာကလည်းအခုထိဘာဟောင်းစောကိုမယုံကြည်ဖြစ်နေသေးပြီးသူ့ရဲ့ဆွဲဖျက်ခံလိုက်ရတဲ့ចောင်းပွဲတော်အဆိုပြိုင်ပွဲအတွက်ရှောက်လာကိုဘာဟောင်းစောတွေ့သွားခဲ့ပါတယ်။ဘာဟောင်းစောဟာခန္ဓာကိုယ်အသစ်ကြောင့်အနိုင်ကျင့်ခံဘဝကနေလွတ်မြောက်သွားတယ်ထင်ရပေမဲ့တကယ်တမ်းမှာတော့ဘာမှမပြောင်းလဲသွားသေးပါဘူးခန္ဓာကိုယ်နှစ်ခုရှိတယ်ဆိုရင်တော့ဖတိပုတ်ခန္ဓာကိုယ်ကမှသူ့ရဲ့မူရင်းခန္ဓာကိုယ်အစစ်ဖြစ်ပါတယ်ဆွဲပြက်ခံလိုက်ရတဲ့ဒေါ်ဟွာရဲ့ရှောက်လွှာကိုပြန်ဆက်ပြီးသွားပေးခဲ့ပေမဲ့ဒေါ်ဟွာကတော့သူ့ပေါ်ဘဲချိန်ထိကျင်နာတတ်တယ်လို့ဟန်ဆောင်နေမှလဲဆိုကပြောလာခဲ့ပါတယ်နမဲကြီးကျင်လို့အခုလိုလုံနေတာမလားအခုလိုမျိုးဟန်ဆောင်နေတာထက်ငါ့ကိုအတုံးချချင်နေဆိုလဲအတုံးချလိုက်အယူလိုမျိုးသဘောထားပြီးခွေးလိုမျိုးနှိမ်ချရိုက်နှက်ပြောဆိုလိုက်စမ်းပါကွာအဲ့ဒါရီယာမှငါ့ကိုပို့ပြီးအထောက်အပံ့ဖြစ်စေတယ်အနိုင်ကျင့်တလောက်ငါကောင်းထဲမှာရက်စာသားတွေဇက်တိုက်ဆိုသလိုပို့ထွက်လာစေတယ်ကွာဆိုပြီးရင်းနှင်းဖြစ်တီထားပေါက်ကွဲပါတော့တယ်ရပါဘီရင်အမီနန်ဟာဆိုရင်လည်းပဲဆင်းရဲလို့အနိုင်ကျင့်ခံခဲ့ရပေမဲ့သူ့ရဲ့ရက်ဆိုတဲ့စကေးကျွမ်းကျင်ပြီးစိတ်ခံစားချက်အပြည့်နဲ့စာသားတွေကကဘာတဝမ်းမှာရှိတဲ့လူတွေရဲ့ရင်ထဲကိုထိစိတ်ခဲ့တာကြောင့်ပဲအမီနန်ဟာဒေါ်ဟာရဲ့အိုက်ဒေါ်ဖြစ်နေခဲ့တာပါအဆိုကအတန်းထဲမှာတော့ဂျင်ဟိုဘင်နဲ့သူ့ကောင်ကြောင့်ကြီးဆိုသူတို့ကဒီနှစ်ကျောင်းပွဲတော့အဆိုပြိုင်ပွဲမှာ2ယောက်တွဲဖြောပြမှာဖြစ်ပြီးယာကူဇာလိုလိုပရိုဂျူဆာလိုလိုနဲ့ဘဲကလည်းလာကြည့်မှပြောထားပါတယ်အဲ့ဒီနောက်ကျောင်းစင်းတော့ဂျင်ဟိုဘင်နဲ့သူ့ကောင်တွေကဒေါ်ဟာကိုထက်အနိုင်ကျင့်နေကြပြီးဒေါ်ဟာရဲ့တချင်းရေးထားတဲ့စာအုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်ဘာဟောင်းစောကတော့ဂျင်ဟိုဘင်တတိုက်နဲ့ရန်ဖြစ်မလို့တွေစကားများထားတာကြောင့်အခန်းကိုတန့်ရှင်းလုပ်ရမယ်ဆိုပြီးဆရာမရဲ့အပြစ်ပေးထားခြင်းကိုခံထားရပါတယ်ကျောင်းပွဲတော်အဆိုပြိုင်ပွဲပိုစတာကိုတွေ့သွားတော့အင်ဂျင်ပါဝါအပြည့်နဲ့ဟာနူကကျောင်းပွဲတော်အတွက်ဖြောပြရင်ဘသူမဆိုဝင်ပြိုင်နိုင်ကြောင်းနဲ့ဘာဟောင်းစောသာပြိုင်လိုက်ရင်တော့ဖြင့်တေချာပေါက်ပထမဆုရမှာဆိုပြီးဝင်ပြိုင်ဖို့အတွက်ကြံပေးလာခဲ့ပါတယ်။ဘာဟောင်းစောလည်းတန့်ရှင်းလုံနေရင်စင်မြင့်ပေါ်မှာတချင်းဆူနေတဲ့ပုံရိပ်ကိုတွေးကြည့်လိုက်တာနဲ့တပြိုင်နက်စိတ်တွေကကလိဖြစ်လာပါတယ်။အရင်တော့ကနေရက်တွေဆိုရင်တယောက်တည်းအထီးကျန်မှုနဲ့အမြဲတမ်းအနိုင်ကျင့်ခံနေရတာတွေကြောင့်စိတ်တွေမွန်းကျက်လာတဲ့အခါထွက်ပေါက်တစ်ခုအနေနဲ့တချင်းတွေဆိုခဲ့ညီးခဲ့တယ်လို့အမေဖြစ်သူကလည်းအဆိုတော်တောင်ဖြစ်လာနိုင်တယ်ဆိုပြီးခဏချီကျူးပေးလေးရှိပါတယ်။ဒေါ်ဟွာကသူ့ကိုအနိုင်ကျင့်တဲ့လောက်သူပို့ပြီးခံစားရလေရက်စာသားတွေကငါကောင်းထဲမှာပို့ပြီးထွက်လာလေပဲလို့ပြောခဲ့တယ်လို့ဗဟောင်းစောကလည်းအနိုင်ကျင့်ခံရလို့စိတ်ကောလူကောပင်ပန်းလာတဲ့အခါသူလည်းဒေါ်ဟွာလိုမျိုးတချင်းစာသားတွေပေါ်လာတတ်ပြီးအဲ့ဒီစာသားတွေကိုအတန်ထွက်ကဆိုလိုက်ရင်သူ့စိတ်ကိုနှစ်သိမ့်မှုဖြစ်စေတာကြောင့်အမြဲတမ်းတယောက်တည်းရှိချိန်ဆိုရင်ခိုးဆိုလေးရှိပါတယ်။ဒီလိုနဲ့ကျောင်းလဲဆင်းတာကြာသွားပြီဆိုတော့တယောက်မှမရှိဘူးအထင်နဲ့ဘာဟောင်းစောတယောက်တချင်းတွေကိုတီးထုတ်နေပါတော့တယ်။ဒေါ်ဟာဖတ်မှာတော့ငါကအမီနန်မဟုတ်ဘူးဆိုကစိတ်တက်ကြရင်လက်လျှော့လိုက်ဖို့တွေးနေတော့ဘာဟောင်းစောတချင်းတန်ကြောင်ဒေါ်ဟာတယောက်ပြန်ထလာခဲ့ပြီးဘသူများဆိုနေတာပါလိတ်ဆိုကအပြေးလေးသွားကြည့်တော့ဘာဟောင်းစောဖြစ်နေခဲ့ပါတယ်။တချင်းစာသားတွေကဒေါ်ဟွာရဲ့ရင်ထဲကိုထိသွားတာမို့မျက်ရည်တွေတောင်ထိမ့်မနိုင်သိမ့်မနိုင်နေဖြစ်သွားခဲ့ပြီးတဲ့နောက်ဘာဟောင်းစောပေးလာတဲ့သူ့ရဲ့ရှောက်လွှာကိုယူလိုက်ကငါနဲ့အတူတူကျောင်းပွဲတော်မှာတချင်းဖြော့ပြပေးပါဆိုပြီးဒေါ်ဝါကအကူညီတောင်းလာခဲ့ပါတယ်။နောက်တနေ့မှာတော့ဒေါ်ဝါအင်ကိုရောက်လာခဲ့ကြကဒေါ်ဝါကဘာဟောင်းစောကိုတထေးသားထင်နေမိပြီးသူ့ကိုစိတ်ပြတ်သွားမှစိုးရိမ်နေပါတယ်။ဘာဟောင်းစောကတော့နေဘက်ကြီးဖွင့်ထားတဲ့မီးကိုမီတာခချွေတာသွားအောင်ပိတ်ပေးပြီးအသုံးဝင်တဲ့သတင်းစာတွေကိုလည်းတတ်ရထုတ်ပိုးသိမ်းထားရင်ပိုကောင်းတဲ့ဆိုကကူပြီးရှင်းပေးလိုက်ပါတယ်။
ဘာဟောင်းစောကတချင်းဆိုဖို့ကိုယုံကြည်မှုမရှိဖြစ်နေပေမဲ့ဒေါ်ဝါကသူ့ရဲ့ red တွေနဲ့ဘာဟောင်းစောရဲ့တီဆိုမှုနဲ့တာဆိုရင်လူတိုင်းအောင်အားသိအောင်လုပ်နိုင်မှာဖြစ်တဲ့အကြောင်းသိချလေးရှင်းပြပေးပါရယ်ဒေါ်ဝါကဘာဟောင်းစောဆိုပြခဲ့တဲ့တချင်းရဲ့တန်စင်ကို melody သေးသွားလေးနဲ့ပေါင်းဆက်ကအနှဲငယ်ပြောင်းပြီး remix လုပ်ထားကြောင်းဖွင့်ပြလာခဲ့ပါတယ်ဒါကဘာတချင်းလဲဆိုပြီးဒေါ်ဝါကမေးကြည့်တော့ဘာဟောင်းစောကိုယ်တိုင်လည်းတကယ်မသိသလိုသူ့ရဲ့ပင်မမီအထီးကျန်နေချိန်မှာမသိစိတ်ကနေစိတ်ထွက်ပေါက်တစ်ခုအနေနဲ့စုံမိတဲ့အရာလို့ထင်တာဖြစ်တဲ့အကြောင်းပြောပြပါတယ်။ Melody သေးသွားလေးနဲ့ပေါင်းဆက်က remix လုပ်ထားတဲ့ဒေါ်ဟာကိုဘာဟောင်းစောချီကျူးလိုက်တော့ပျော်သွားခဲ့ပြီးတချင်းစာသားတွေကိုပိုဆွဲဆောင်မှုရှိအောင်စူးစမ်းရမယ်ဆိုကဒေါ်ဟာတယောက်စိတ်အားထက်သန်မှုအပြည့်နဲ့တီးထုတ်နေပါတော့တယ်။ညနေအိမ်ပြန်ချိန်ရောက်တော့ဘာဟောင်းစောကလေ့ကျင့်ထားတာကိုအကြာကြီးမလုံနိုင်လို့တောင်းပန်နေခဲ့ပြီးဒေါ်ဟာကလည်းဘလို့မှမတက်နိုင်ဘူးပေါ့အချိန်ပိုင်းလုံးရမှာဆိုတော့လေဒါပေမဲ့လည်းအံ့ဩမိသားအချိန်ပိုင်းလုံးလုပ်တယ်ဆိုတာကြောင့်ဒေါ်ဝါကပြောလာတော့ဘာဟောင်းစောကလည်းတေချာပေါင်းငါဘဝရှင်တန်နိုင်မှုအတွက်ငါကိုယ်တိုင်လက်နဲ့ရှာရမှာပေါ့ဆိုကရှင်းပြလာခဲ့ပြီးဒါကိုတန်တရားမဝင်တော့တဲ့အပြင်ကြောင်းစင်းလို့အချိန်မရှိရင်ငါတို့နေ့လယ်စာစားချိန်မှာလေ့ကျင့်လို့ရတယ်လေဆိုပြီးဒေါ်ဟာတယောက်စဉ်းစားမိတာကိုပြောပြနေတော့ဘာဟောင်းစောကတော့ဗိုက်စာလို့တကွီကွီနဲ့တောင်မိတန်နေထွက်နေခဲ့ပါတယ်ဒီလိုနဲ့ဒေါ်ဝါအဖွားရဲ့တော့ပူကီဆိုင်ရှိကိုရောက်လာခဲ့ကြပြီးအဖွားဖြစ်သူကတော့ပူကီပူပူနွန်းလေးစားသွားဖို့ပြောနေပေမဲ့ဘာဟောင်းစောကတော့ဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အခုဘိုက်ပြင်းနေလို့ပါဆိုကအလိုက်တတိနဲ့ညင်းလိုက်ပါတယ်ဘိုက်စာနေရဲ့သားနဲ့ညင်းလိုက်တဲ့ဘာဟောင်းစောကြောင့်ဒေါ်ဝါခမရပါဇက်အဟောင်းသားကြီးနဲ့မအံ့ဩပဲမနေနိုင်တော့ပါဘူးတစ်ဖက်မှာတော့ NKS Entertainment Producer ကနာမည်ကြီးတရေးစီယာကိုငွေမြောက်များပေးခဲ့ပြီးသူ့အတွက်ရေးခိုင်းခဲ့တဲ့တခြင်းတစ်ပုဒ်ကိုဂျင်ဟိုဘင်နဲ့သူ့ကောင်ကြောင်ကီတို့အတွက်ចောင်းပွဲတော်မှာဖျော်ဖြေတီဆိုခွင့်ပြုမယ်ဆိုကရှင်းပြနေခဲ့ပါတယ်။တကယ်ပဲဒီလိုတချင်းကောင်းမျိုးကိုဆိုလို့အဆင်ပြေပါမလားဆိုပြီးကြောင်ကီကမေးတော့အထက်တန်းចောင်းသားအကုန်လုံးအတွက်ရည်ရွယ်တဲ့တချင်းဖြစ်တာမို့တချင်းကိုစမ်းကြည့်ပြီးကလေးတွေဘလို့တုံ့ပြန်မလဲဆိုတာကြည့်ဖို့အတွက်အခွင့်အရေးကောင်းမယ်။အဲ့ဒီမှာကောင်းမွန်တဲ့တုံ့ပြန်မှုတွေရရင်မင်းတို့ရဲ့ပွဲဥထတချင်းအဖြစ်ဒါကိုသုံးမယ်ဆိုကတေချာစူးစမ်းကြဖို့အတွက်မှာနေခဲ့ပါတယ်။နောက်ပြီးတော့ဒီတချင်းကတေချာလေးအဆင့်ပြေချောမွေ့စွာအောင်မြင်သွားရင်ဒီလောကကြီးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာမယ်။ဒါကဘလောက်တောင်ကောင်းလဲဆိုတာမင်းတို့သိကြတယ်မလား။ပတ်စံကောမိန်းမတွေရောလိုချင်တဲ့အရာအားလုံးကမင်းတို့အတွက်ပဲဖြစ်လာမှာဆိုပြီးပရိုဂျူဆာဘေကြီးကရှယ်ဖြုံနေပါတော့တယ်။ဒေါ်ဝါကလည်းတရက်ထဲနဲ့တချင်းစာသားတွေရေးနိုင်ခဲ့ပြီးအဲ့ဒီစာသားကိုဘဟောင်းစောဆိုကြည့်လိုက်တဲ့အချိန်မှာတော့ရင်ထဲထိသွားကြပါတယ်။ဘဟောင်းစောဆိုတာကောင်းပင်မဲ့ခန်းစားချက်ပိုင်းနဲ့ဆိုတဲ့နီးစနစ်ပိုင်းပိုလိုအပ်သေးကြောင်းဒေါ်ဝါကရှင်းပြနေခဲ့ပြီးလေ့ကျင့်မယ်ဆိုရင်တော့ပွဲတော်ရက်ကအချိန်2ပတ်ပဲကြံတော့တာမို့အချိန်သိမ့်မရတဲ့အပြင်လေ့ကျင့်မှုလုပ်ရင်တော့ချက်ချင်းတိုးတက်လာမှာမဟုတ်ဘူးဆိုကအားပေးစကားပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘဟောင်းစောကဘယ်လိုမျိုးလုပ်ရင်ပိုပြီးကောင်းနိုင်မလဲဆိုပြီးထပ်မေးလာတော့ဒေါ်ဝါကပြီးပြည့်စုံမှာမဟုတ်ဘူးဆိုပေမဲ့အတန်ထွက်တာဒါမှမဟုတ်အသက်ရှူထုတ်တာထက်ပိုပြီးအရေးကြီးတဲ့အရာကတော့တချင်းစာသားတွေကိုလုံးဝအလို့ရနေဖို့သာအာရုံစိုက်ပါအတန်ကြိုးတွေကိုအလွန်အကျွံအလုံးမလုံးနဲ့လေချောင်းအောင်ထိခိုက်အောင်မလုပ်စေချင်ဘူးဆိုကအကြံကောင်းတွေရှယ်ကိုထပ်ပေးနေပြန်ပါတယ်အခုလိုနေ့လယ်အချိန်တွေနဲ့ညနေကျောင်းဆင်းတဲ့အားလက်ချိန်တွေကိုအသုံးချကတေချာအာရုံစိုက်ပြီးလေ့ကျင့်ကြည့်လိုက်တာနဲ့တပြိုင်နက်ညနေအိမ်ပြန်ချိန်ရောက်တော့ဘဟောင်းစောတယောက်လေ့ကျင့်ထားတာတွေကြောင့်လေချောင်းကနည်းနည်းနာလာပါတော့တယ်ဒါအိုဒေါ်ဟွာကလည်းစိုးရိမ်နေခဲ့ပြီးအများကြီးဆိုတာတော့မဟုတ်ပဲနဲ့လေချောင်းကနာလာတာမို့ဘဟောင်းစောရဲ့အတန်ကြိုးတွေကထင်ထားတာထက်ပိုပြီးတော့တိမ်မွေ့လို့နူးညံ့လွန်းနေတာကြောင့်အတန်မနာအောင်တတိထားပါပြီးတော့အရန်ကိုလွန်ကဲမလေးကျင့်ပါနဲ့နော်ဆိုပြီးမှာနေခဲ့ပါတယ်။ဘာဟောင်းစောအိမ်ပြန်ရောက်တော့သူနဲ့ဒေါ်ဟွာရဲ့အဖြစ်ကိုနှိုင်းယှဉ်ကြည့်နေမိပြီးဒေါ်ဟွာကအခုလိုခန္ဓာကိုယ်နဲ့တောင်အရှုံးမပေးပဲစူးစမ်းနေတာကြောင့်သူနဲ့လုံးဝအောင်မတူဘူးပဲဆိုကကိုမေကုန်းနေထုံနေမိပြန်ပါတယ်။ဒီလိုနဲ့တောက်ချော်ဤခန္ဓာကိုယ်လဲချောင်းနာနေတော့ဖတ်တီပုတ်ခန္ဓာကိုယ်နဲ့အစိုးလေးကျင့်နေခဲ့ပြီး Yeah Hello Hello အဲ့အချိန်မှာအချိန်ကိုက်ဆိုသလိုဈေးဝဲသူကောင်မလေးကထပ်ရောက်လာပြန်ပါတယ်။ကောင်မလေးကဘဟောင်းစောကိုအတန်အရန်ကောင်းနေဆိုပြီးချီကျူးလာတဲ့အပြင်ဒီတစ်ခါမှလည်းလေ့ကျင့်တဲ့အချိန်ဒီဟာလေးတောက်တော့လေချောင်းနာတာတွေအတွက်တတ်တာစီရဲဆိုပြီးတော့လေချောင်းနာပျောက်စေးကိုပါလက်ဆောင်အဖြစ်ပေးလာခဲ့ပါတယ်။ခဏကျေးဇူးအကျွေးတွေတင်နေရတယ်လို့ဘဟောင်းစောကပြန်ပြောလာခဲ့တော့ကောင်မလေးကအပြုံးချိုလေးနဲ့နှုတ်ဆက်လိုက်ကစူးစားဖို့ပြောပြီးထွက်သွားပါတယ်။ဒေါ်ဝါကဒီလိုဆိုမဖြစ်ဘူးလေပြောထားတယ်မလားအတန်ကြိုးတွေကတိမ်မွေ့တဲ့အတွက်အရန်ကိုလေ့ကျင့်လို့မဖြစ်ဘူးဆိုပြီးဘဟောင်းစောလေချောင်းထိခိုက်သွားမှစိုးရိမ်နေခဲ့ပေမဲ့ဘဟောင်းစောကတော့မဟုတ်ပါဘူးဒေါ်ဟာငါလေးအိမ်မှာခိုးပြီးလေ့ကျင့်တာမျိုးမလုပ်ခဲ့ပါဘူးဆိုကဒေါ်ဝါကိုလိမ်ပြီးပြောလိုက်တဲ့အပြင်ခန္ဓာကိုယ်နှစ်ခုနဲ့လေ့ကျင့်မှုကြောင့်2ရက်အတွင်းအများကြီးတိုးတက်လာခဲ့ပါတယ်
ညနေအိမ်ပြန်ချိန်ရောက်လို့ဗဟောင်းစောနဲ့လမ်းခွဲကြတော့ကြံနေခဲ့တဲ့ဗကြီးဟိုနဲ့ဒေါ်ဟွာတို့စီကိုဂျင်ဟိုပင်တတိုက်ရောက်ချလာပါတော့တယ်။ဂျင်ဟိုပင်တယောက်မင်းကရုပ်ချော်တဲ့ကြောင်းပြောင်းလာတဲ့ကြောင်းသားနဲ့ပွဲတော့မှအတူတူဖျော်ပြမယ်လို့ကြားထားတယ်။ဟုတ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုပြီးဒေါ်ဟွာကမေးခွန်းပြန်ထုတ်လိုက်တော့ဂျင်ဟိုပင်ကဘာပြောလိုက်တယ်အဲ့ဒါဘာဖြစ်လို့လဲတဲ့လား။ဒါဖြစ်တယ်ကွာဆိုပြီးလမ်းကြားလေးထဲမှာခေါ်ကအပီကျိတ်ပေးလိုက်ပါတယ်။ဒေါ်ဟွာမောက်သွားတော့ဗကြီးဟိုကိုပါအချင်းချင်းပြန်ထိုးခိုင်းနေခဲ့ပြီးမင်းတကယ်လို့ဒီဝက်ကိုမထိုးရင်မင်းကဒီဝက်ထပ်ပို့ပြီးတော့နှစ်ဆအထိုးခံရမယ်ဆိုကချိန်ချောက်လာတော့ပကြီးဟိုခမရမှာလဲခြေတုံလက်တုံတွေဖြစ်နေခဲ့ပြီးအရင်တစ်ခေါက်တုန်းကဖတီးပုတ်ပတ်ဟောင်းစောကိုကြောက်စိတ်ကလွမ်းမိုးနေပြီမို့ခိုင်းတဲ့အတိုင်းရှုံးသမားချင်းချင်းပြန်ရိုက်မိတာတွေကိုပကြီးဟိုတယောက်ပြန်မြင်အောင်မိနေရင်ချွေးတွေပါ40လောက်ကျလာနေတဲ့အချိန်ဂျင်ဟိုပင်ကိုအတန်လေးကျင်းဖို့လန်ခေါ်တာကြောင့်ဒီနေ့အတွက်မင်းတို့ကိုလွတ်ပေးလိုက်မယ်ဆိုကထွက်သွားခဲ့ကြပါတယ်ဒါပေမဲ့အချင်းချင်းထိုးမိဖို့အတွက်လက်တကမ်းမဲ့လိုတော့တာကြောင့်ဗကြီးယိုခမရသူ့ကိုယ်သူလိပ်ပြမလုံးဖြစ်နေခဲ့ပြီးတော့ဒေါ်ဟွာကိုပြန်တောင်းပန်နေရှာတယ်။ဒီလိုနဲ့ညဖက်ရောက်တော့ဗကြီးယိုကဒေါ်ဟွာနဲ့အတူဗဟောင်းစောအလုံးလုံးနေတဲ့24နာရီကုံစုံဆိုင်စီကိုသွားခဲ့ပါတယ်။အမှန်တော့ကိုဘတာလာရဲတဲ့တက်တီမရှိလို့ဒေါ်ဟွာကိုအတူတူလာပေးဖို့အကူအညီတောင်းခဲ့ကြောင်းနဲ့အရင်ပထမအကြိမ်တွေ့တော့အာသွင်းကျိုးကိုခိုးခိုင်းပြီးအချိန်ပိုင်းသမားအကိုကိုရိုက်ခိုင်းတဲ့ကောင်တွေကကျွန်တော်နဲ့တခန်းနဲ့သားတွေပါပဲဆိုပြီးဝန်ခံလာခဲ့တဲ့အပြင်ကျောင်းမကအမြဲတမ်းလို့အနိုင်ကျင့်တာတွေများတဲ့အကြောင်းနဲ့အကိုကိုရိုက်ခိုင်းတဲ့ကောင်တွေကသူ့ကိုညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်နေခဲ့တာကြပါပြီ။ဒါပေမဲ့လည်းအဲ့ဒီညတော့ကအကိုကိုရိုက်ပြီးသူရိုက်မခံရဖို့အတွက်ပဲစဉ်းစားခဲ့မိတာတွေကြောင့်အခုလိုမျိုးနောင်တတွေတပွေးတပိုက်နဲ့လာရောက်တောင်းပန်တာဆိုပေမဲ့လွယ်လွယ်လေးနဲ့သူ့ကိုခွင့်လွှတ်ပေးဖို့မထိုက်တန်ကြောင်းဒါအပြင်ပြန်ရိုက်ချင်လည်းအခုရိုက်နိုင်ကြောင်းပြောလာခဲ့ပါတယ်။ဗဟောင်းစောကတော့မင်းမဟုတ်ပါဘူးကွာအကောင်တွေကခိုင်းလို့လုပ်ရတယ်ဆိုတာသိပြီးသားပါ။အဲ့ဒါကြောင့်ဘာမှစိတ်ထဲထားပြီးကိုအပြစ်ရှိတယ်လို့မျိုးမခံစားနေပါနဲ့။နောက်ပြီးတော့ငါလည်းပထမနှစ်ကျောင်းသားပါပဲမင်းတို့နဲ့ရွယ်တူပဲရှိသေးတာမို့ငါ့ကိုအကိုလို့ခေါ်စရာမလိုပါဘူးဆိုတဲ့အကြောင်းရှင်းပြပေးလိုက်ပါတယ်။ဗကြီးဟိုနဲ့ဒေါ်ဝါတို့ကသူတို့ဝါသနာပါရအောင်လုပ်ဖို့အတွက်ဒီကျောင်းကိုပြောင်းလာခဲ့ကြပေမဲ့အခုတော့အနိုင်ကျင့်တာတွေပဲခံနေရကြောင်းပြောပါတယ်။ဗဟောင်းစောကလည်းအရင်ကျောင်းတော့ကတကယ်ဆိုးဆိုးရွားရွားတွေအနိုင်ကျင့်ခံခဲ့ရဘူးတဲ့အကြောင်းရှင်းပြလာတဲ့အပြင်ငါလည်းပဲအများကြီးဖြတ်တန်းခဲ့ဘူးတဲ့ဆိုကတယောက်နဲ့တယောက်ခံစားခဲ့ရတဲ့အတွေ့အကြုံတွေမျှဝေနေပါတော့တယ်။ဗဟောင်းစောကမျက်နှာကိုအိမ်နာထဲထည့်ထားခံရဘူးတဲ့ဆိုပြီးပြောလာခဲ့တော့ဗကြီးဟိုကလည်းငါကောပဲဆိုကဒေါ်ဟွာကလည်းငါဆိုရင်တခါတော့ကိုလုံးတီးနဲ့ဂျွန်းပစ်ခံခဲ့ရဘူးတဲ့။ငါတန့်စင်ခန်းကျမ်းမြင့်ပေါ်လိမ့်ခဲ့ဘူးတဲ့။ဖနက်ကိုရက်ခဲ့ဘူးတဲ့။လူသားလက်ဝဲအိတ်လောက်ခဲ့ဖူးတယ်ကွာဆိုပြီးဒေါ်ဟွာကထပ်ပြောလာတော့ဗဟောင်းစောကအမေရှိမှအရိုက်ခံရတယ်ကွာဆိုပြီးအကျယ်ကြီးထားအောင်ပြောမိလိုက်ပါတယ်။ဒါကြောင့်ကြံတဲ့နှစ်ကောင်လဲမျက်လုံးပြူးကပါဇက်အဟောင်းသားကြီးနဲ့ကြောင်သွားရပါတော့တယ်။ဗကြီးဟိုနဲ့ဒေါ်ဟွာတို့ကကြောင်ပြောင်းလာတဲ့တောက်ချော်ကြီးခန္ဓာကိုယ်နဲ့ဗဟောင်းစောကိုအစပိုင်းတော့မေယုံကြည်ခဲ့ကြပါအောင်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဗဟောင်းစောကျေးဇူးကြောင့်အနိုင်ကျင့်မခံရတော့တဲ့အပြင်ဗဟောင်းစောရဲ့စိတ်ရင်းအမှန်ကိုလည်းနားလည်လာကြပါတယ်။နှစ်ယောက်သားရဲ့ချီကျူးစကားကိုကြားလိုက်ရတော့ဖက်တီပုတ်ခန္ဓာကိုယ်နဲ့ဗဟောင်းစောကလည်းကျေးဇူးတင်ပါတယ်ဆိုပြီးပါဇက်ကနေလွတ်ကနေထထသွားပြန်ပါတယ်။ဒါကြောင့်ဗကြီးဟိုနဲ့ဒေါ်ဟွာတို့လည်းထက်ကြောင်သွားခဲ့ရပြီးဘာလို့မင်းကကျေးဇူးတင်ရတာလဲဆိုပြီးမေကွန်းတတ်တော့မဲ့အချိန်ကွက်တီဆိုတလို့ဘာစကိုကရောက်ချလာပြီးအခုပြောလိုက်တဲ့စကားတွေကတကယ်ကိုပဲအမှန်တွေလား။ကျောင်းသားတစ်ကမင်းတို့အမြင်မှာလူကောင်းတစ်ယောက်လားဆိုကမေးလာခဲ့တော့ဟုတ်တာပေါ့တေချာပါတယ်နေ့တိုင်းနေ့လည်စာအတူစားဖို့အမြဲတောင်းဆိုလေးရှိပြီးအထူးသဖြင့်ဗဟောင်းစောဖက်ကနေဘာအောင်မှပြန်မတောင်းဒါပေမဲ့မင်းမေရဲ့ပတ်စံတွေလူနေတာထိငါမြင်ခဲ့တာကွာဆိုပြီးဗဟောင်းစောကိုထပ်မိပါတယ်ဗဟောင်းစောကလည်းမဟုတ်ပါဘူးအဲ့ဒီပတ်စံကသူ့ကိုကော်ဖီတောက်ဖို့အတွက်ပေးလိုက်တာဖြစ်တဲ့အကြောင်းအထင်လွဲနေတဲ့ဘတ်စကိုတေချာလေးရှင်းပြပေးလိုက်ရပါတယ်သဘောပေါက်သွားတဲ့ဘတ်စကိုလည်းဖတ်တီပုတ်ခန္ဓာကိုယ်နဲ့ဗဟောင်းစောကိုကျေးဇူးတင်လိုက်ကအဲ့ဒီကကိစ္စနဲ့ចောင်းသားတစ်ကိုအထင်လွဲနေခဲ့တာဖြစ်တဲ့အကြောင်းထုတ်ပြောလာခဲ့ပြီးတော့စတိုးဆိုင်အလုပ်သမားလေးလေ့ကျင့်ဖို့လိုအပ်ရင်ငါ့ကိုအချိန်မရွေးဖုံးဆက်နိုင်တယ်လို့ပြောခဲ့ပြီးထွက်သွားပါတော့တယ်။နောက်တရက်မှာတော့အတန်လေးကျင့်ရေးပြန်စတင်ခဲ့ပြီး24နာရီ10ရက်လုံးလေ့ကျင့်ထားမှုကြောင့်အဆင်ပြေသွားခဲ့ပါတယ်။ဂျင်ဟိုဘင်နဲ့သူ့ကောင်ကြောင်ကီတို့လေ့ကျင့်ရေးကလည်းအဆင်ပြေနေခဲ့ကပရိုဂျူဆာကြီးကလည်းအနံ့ခံလို့ရနေတယ်ရှယ်ကိုအကြီးကြီးပေါက်မဲ့အနံ့ပဲငါ့ကိုယုံလိုက်စမ်းမဒီလောကကြီးကိုငါတေချာသိတယ်ဆိုပြီးတော့ရှယ်ကိုမြောက်ပေးနေပါတယ်။ပွဲတော်ပြိုင်ပွဲမှာပြန်ရမယ့်နံပါတ်စစ်တွေထွက်လာတော့ဗဟောင်းစောတို့ကနောက်ဆုံးမှပြန်ရမှာဖြစ်ပြီးဂျင်ဟိုဘင်တို့ကနောက်ဆုံးကရင်ဒုတိယမြောက်ဖြစ်ပါတယ်။ဂျင်ဟိုဘင်နဲ့ဂျောင်ကီတို့ကပြိုင်ဘက်တွေကိုအထင်သေးနေပြီးငါတို့ရဲ့ဖျော်ဖြေမှုတွေကိုမြင်တာနဲ့ချက်ချင်းထိတ်လန့်တကြားဖြစ်နေမှာအသေးချာပဲ။နောက်ပြီးတော့ဒါဝက်ကောင်ရဲ့ပထမဆုံးဖျော်ဖြေမှုလေးကြာရှုံးတာကိုပြပေးရမှာပေါ့ဆိုက confidence level တွေစိုးဟိုက်နေပါတော့တယ်။
ကျောင်းပွဲတော်စားတဲ့နေ့ကိုရောက်တော့ဗဟောင်းစောရဲ့ကုံစုံဆိုင်အောင်လာနေကြကောင်မလေးရလည်းဘဲကြီးတပွေနဲ့အတူကျောင်းပွဲတော်စီရောက်လာခဲ့ပါတယ်။သပင်ဆေးဆိုးထားပြီးရုပ်ချောတဲ့ကောင်လေးနမရတော့ဂျန်ဟောင်းဖြစ်ပြီးသပင်ကိုကောင်းကောင်းမညက်တတ်ပင်မဲ့အကွက်ပြကရှယ်ဖြုတ်ပေးလိုက်တဲ့အပြင်စုပ်ပြတ်တတ်နေရင်တော့မှသူ့ရဲ့ရုပ်ရည်ကြောင့်အပြစ်ပြောမခံရပါဘူး။ဒါအပြင်ရုပ်ချောတော့ညက်ချင်တဲ့ကောင်မလေးတွေမှာတန်းအောင်စီလို့ပါပဲ။ကျဲဝန်းအထက်တန်းကျောင်းပွဲတော်မှာကျောင်းသားကျောင်းသူတွေနဲ့ဆိုင်ကိုစီမတူကွဲပြားတဲ့ပုံစံမျိုးမျိုးကိုတွေ့ရပြီးဂျင်ဆောင်ကလည်း10မိနစ်အတွင်းသူ့ကိုထိအောင်ထိုးနိုင်ရင်ဝန်1000ရမယ်ဆိုပြီးချဲလန့်ခေါ်ထားပါတယ်။ဗဟောင်းစောကဒီလောက်ကြီးတဲ့စင်ပေါ်မှာဆိုရမယ်မှန်မသိခဲ့ဘူးဆိုကစိတ်လှုပ်ရှားနေပြီးဒေါ်ဟာကစင်မြင့်ဖြော်ပြမှုကဒီတစ်ခေါက်ပွဲတော်ရဲ့အဓိကပွဲဖြစ်တာကြောင့်အစင်ပြေမှာပါလေ့ကျင့်ထားတဲ့အတိုင်းပဲလုပ်ကြည့်ကြတာပေါ့ဆိုပြီးဘေးကနေအားပေးနေရှာတယ်။ဒီအချိန်မှာပဲကုံစုံဆိုင်လာနေကြကောင်မလေးကိုတွေးလိုက်ရလို့ဗဟောင်းစောခမရမှာလည်းနောက်ကနေအပြေးလေးလိုက်သွားခဲ့ပါတယ်။ဒါကိုလက်မောင်းလဲပြိုင်ပွဲမှာဇက်တိုက်နိုင်နေတဲ့ဘာစကိုကတွေးလိုက်ရပြီးတစ်ခေါက်စိန်ခေါ်ရင်ကြီးရတော့1 9000ဖြစ်ပါတယ်ဒါပေမဲ့နိုင်သွားရင်2ဆတောင်ပြန်ရမှာပါ။ဘာအောင်စောကကောင်မလေးကိုစကားလိုက်ပြောမိလိုက်ပေမဲ့ဒီခန္ဓာကိုယ်နဲ့ကသူတို့တွေပထမဆုံးချိန်တွေ့ဘူးတာဖြစ်ပါတယ်။ကောင်မလေးကလည်းပွဲတော့မှဖြစ်ပျက်နေတာတွေကိုတွေ့မြင်လိုက်ရတော့ဘာအောင်စောကိုမတိချအောင်ဆောင်ပြီးဝင်ရောမလို့လားအကွက်ကြီးကတိတာလိုက်တာ။ဘာအောင်စောကအဲ့လိုမဟုတ်ပါဘူးပြောနေပေမဲ့လည်းကောင်မလေးကတော့အခုအချိန်ဒီအကွက်ဒီနီးလန်းနေနဲ့တခြားကောင်မလေးတွေပေါ်ပဲအလုံးဖြစ်မယ်ငါ့အပေါ်တော့အလုံးမဖြစ်ဘူး။နည်းနည်းလေးရုပ်ချောတယ်ဆိုပြီးကိုဟုတ်လာပြီထင်မနေနဲ့ဒီเจ้าမှာနင်းလိုမျိုးရုပ်ရည်နဲ့အကဲဖြတ်တတ်တဲ့လူတွေအပြင်မရှိနေဘူးဆိုကခက်ချေချေပြန်မျောနေတာမို့ဘဟောင်းစော့လဲခါတိုင်းလိုသဘောကောင်းတဲ့ပုံစံမျိုးမဟုတ်ဘူးပဲဆိုပြီးတွေးနေခဲ့ကမိန်းကလေးကဖြောပြေပွဲကြည့်ပြီးမှပြန်မလို့လှုပ်ထားတာကိုတော်ပါပြီဒီလူကြောင့်စိတ်ကရှုပ်လာပြီကွာသွားကြဆိုကထွက်သွားဖို့လုပ်နေတာကြောင့်ဘဟောင်းစော့ကလက်ကိုလမ်းဆွဲဖို့အလုံးမှာဘေးကဘဲကြီးကတားလိုက်ပါတယ်ဘဲကြီးကလည်းသူပြောပြီးလေးစိတ်ရှုပ်လာပြီလို့ဒီလောက်နဲ့ပဲနောက်ဆုတ်လိုက်ပါတော့ကောင်ကျော်လေးဆိုပြီးကောင်းမွန်ပြန်ပြောနေခဲ့ပေမဲ့ဘဟောင်းစောကတော့ကျွန်တော်လွတ်ဆန်းပါဆိုကစုပ်ကင်ထားတဲ့လက်ကိုလွတ်အောင်ယုံထွက်နိုင်လိုက်ပါတယ်။ဒါကြောင့်ကောင်မလေးကအကိုဂျုံကိုရဲ့လက်မောင်းအားကိုယုံထွက်နိုင်တဲ့ပေါ့လေးဆိုပြီးအော်သွားရပေမဲ့ဘဲကြီးကတော့အထာမထားနေပဲဒီကောင်စုပ်လေးကတော့ဆိုကခြေကန်ကြက်ထုတ်ကျွေးလာတာကြောင့်လက်နှစ်ဖက်နဲ့ကာထားပေမဲ့လည်းခေါင်းကိုထိသွားခဲ့ပါတယ်။ဘဟောင်းစောကိုလှုပ်ရှားပုံနဲ့ဟန်ချက်ကိုကာကွယ်တဲ့ကိုဟန်အနေထားလှုပ်ထားတဲ့ပေါ့လေးအမြင်အာယုံဆူရှသားပဲနောက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ကောင်ချောလေးပါလား။အားလဲကောင်းတဲ့ကိုလုံးကလည်းလင့်နေဒါပေမဲ့ကိုဟန်အနေထားကိုကြည့်ရတာတော့တေချာလေးချင်းတင်ကြားထားတဲ့လူတော့မဟုတ်တော့ဘူးထင်တယ်မင်းမပါရမီပါသားပဲဆိုကဘဲကြီးကချီကျူးလိုက်ပါတယ်ဒါပေမဲ့ငါလှုပ်ရှင်ပြောထားတဲ့အတိုင်းငါလုပ်ရမှာပဲဆိုပြီးထပ်ပြီးတီးထုတ်ဖို့အလုပ်ကောင်မလေးကခဏလေးနေပါအောင်ဒီလောက်ထိတော့လှုပ်ဖို့မလိုအပ်ဘူးမလားဆိုကတားနေပေမဲ့လည်းဘဲကြီးကတော့ငါရထားတဲ့အမိန်ကဘယ်သူမှနင့်ကိုဆန့်ရှိတမင်တော်မှမထိနိုင်အောင်ကာကွယ်ပေးဖို့ပဲတကယ်လို့များနင့်ကိုထိကဘာကြီးကဘာလှုပ်ဖို့စူးစမ်းလာတဲ့ဘဲကောင်မဆိုတေချာပေါက်ချက်ပြုတ်ချိန်မုံရမယ်ဆိုပြီးအမိတ်ပေးထားတာဖြစ်ပါတယ်ဒီလိုနဲ့ဘဟောင်းစောချိန်မုံခံရတော့မယ့်အချိန်ဘတ်စကိုရောက်လာခဲ့ပြီးဟိတ်ကောင်မှန်ကြောင်မင်းအခုဘာလုပ်နေတာလဲငါတငယ်ချင်းကိုအခုနှိပ်စက်မနေနဲ့ငါစီကပညာပေးခံရမယ်ဆိုကဝင်ဖြဲတော့ဘဲကြီးကလည်းငါ့ကိုပညာပေးမယ်တဲ့လားလေတန်ကတော့အမာစားပဲဆိုပြီးဘတ်စကိုမျက်ခွက်ကိုထိုးလိုက်ပါတယ်ဘတ်စကိုလည်းတွေးထွက်သွားပေမဲ့သူကမျက်မှန်နဲ့ကောင်းနေဆိုမထိုးတာကြောင့်ဘဲကြီးကိုမျက်မှန်ချွတ်ခိုင်းနေပါတယ်ဒါကိုကြတော့ဘဲကြီးကငါထိုးချက်ကိုတော့မဖြုံဘူးလားမှတ်သားလောက်เสียပါပဲငါလက်တီးကမနာလို့များလားဆိုပြီးမိကိုနေတောင်ထုတ်နေရပါပြီဒီလိုနဲ့ဘဲကြီးကလည်းဒီเจ้าကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းသားပဲဆိုကမျက်မှန်ကိုချွတ်လိုက်ပြီးနှစ်ယောက်သားအမှန်ကန်တွေချက်ပြုတ်ဖို့ပြင်ဆင်နေကြချိန်တငယ်ချင်းဆိုတဲ့စကားတခွန်းကြောင့်ဘတ်စကိုကိုကူဖို့အတွက်ကန်ခံထားရတဲ့ဘဟောင်းစောခမရမှာလည်းအာတင်ပြီးတော့ပြန်ထလာနိုင်ခဲ့ပါတယ်ဘဲကြီးကငါကန်ချက်ကိုထိထားတာတောင်ချက်ချင်းပြန်ထလာနိုင်တယ်ပေါ့လေမင်းတို့နှစ်ယောက်လုံးငါနဲ့ရှင်ချရင်တော့နိုင်မှာမဟုတ်ဘူးဆိုကထပ်ပြီးချက်ပြုတ်ပြီးတော့မဲ့အချိန်ကောင်မလေးကလူတွေကိုထက်ရိုက်နေတယ်လို့ပြောလိုက်ရမလားအိုပါဆက်ပြီးမလုပ်ပါနဲ့ဒီလိုလုပ်ရင်အရင်ကအတိတ်တွေစီပြန်ရောက်သွားလိမ့်မယ်ဆိုပြီးကောင်မလေးကဒီဘဲကြီးရဲ့နောက်ကျောင်းတစ်ခုခုကိုပြောနေခဲ့ကဝင်တားလိုက်ပါတယ်ဒီလိုနဲ့ဘဲကြီးလည်းစိတ်ကိုလျှော့လိုက်ပြီးတော့ငါနဲ့သွေးဆူသွားတယ်ရံမဖြစ်တာကြတော့လက်လွန်ကျက်သွန်နေဖြစ်ကုန်ပြီကွာမင်းတို့နှစ်ယောက်လည်းစိတ်ကိုလျှော့ထားလိုက်တော့ငါလည်းငါကိုငါထိန်းချုပ်မှရမယ်GED လည်းဖြစ်ရအောင်မှဆိုတော့လေဆိုပြီးကားပေါ်တက်ကပြန်သွားခဲ့ပါတယ်။ကောင်မလေးကထိခိုက်သွားတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးတော့လည်းပြောသွားပါသေးတယ်။သူတို့ထွက်သွားတာနဲ့ထိုးခံထားရတဲ့ဘတ်စကိုကဒူးထောက်ကျသွားခဲ့ပါတယ်။ဘတ်စကိုကဘဟောင်းစောနဲ့ထပ်ပြီးချက်ပြုတ်ရင်သူနိုင်မှတေချာပေမဲ့အဲ့ဒီမျက်မှန်နဲ့ဘဲကြီးကိုတော့မနိုင်သေးဘူးဆိုပြီးပြောပြပါတယ်။အဲ့ဒါကြောင့်ပဲသူ့ကိုယ်သူအများကြီးအားနေနေသေးတယ်ငါပို့ပြီးတတ်မှာဖို့လိုအပ်တဲ့ဆိုကခံပြင်းနေပါတော့တယ်။ဘတ်စကိုကဘဟောင်းစောအတွက်ငပြောသိနွားတို့တမင်ဝယ်လာခဲ့ပေမဲ့လမ်းကြုံလို့ယူလာတာပြောပြီးပေးပါတယ်ဒီလိုနဲ့နှစ်ယောက်သားအတူခဏထိုင်နေကြပြီးတဲ့နောက်ဖျော်ဖြေပွဲစားတော့မှမလို့ဘဟောင်းစောထွက်သွားပါတယ်ပြိုင်ပွဲအတွက်ဝစ်စုံတွေကိုဟုန်ကြရစီစဉ်ထားပြီးသူတို့ရဲ့အဓိကပြိုင်ဘက်ကတော့ဂျင်ဟိုဘင်နဲ့ဂျောင်ဂီတို့ပဲဖြစ်ပါတယ်ဂျင်ဟိုဘင်နဲ့ဂျောင်ဂီတို့ရဲ့ဖျော်ဖြေမှုကိုစင်အောက်ကပရိသတ်တွေကြိုက်နေကြပြီးပရိုဂျူဆာဘဲကြီးကလည်းသဘောတွေ့နေခဲ့ပါတယ်ဘ
ဗဟောင်းစောကတော့ပရိသတ်တွေအများကြီးရှိမှငါဆိုကောဆိုနိုင်ပါမလားတော့မသိတော့ဘူးဆိုပြီးစိတ်လှုပ်ရှားနေတာမို့ဒေါ်ဟွာကပဲဘေးကနေမင်းတန်ဖိုးထားရတဲ့လူတယောက်ကိုပဲစဉ်းစားနေကိုတန်ဖိုးထားရတဲ့သူအတွက်စိတ်နှစ်ပြီးတော့အကောင်းဆုံးဆိုပြနေတယ်လို့သဘောထားလိုက်ပြီးတော့စိတ်လှုပ်ရှားစရာဘာအကြောင်းမှမရှိဘူးဆိုကအကြံကောင်းတွေရှယ်ကိုပေးနေပါတော့တယ်ဂျင်ဟိုဘင်တို့အလှည့်ပြီးသွားတော့ဒေါ်ဟွာကသူတို့ကိုချီးကျူးပေမဲ့ဂျင်ဟိုဘင်ကဝက်ကောင်ဒါကမင်းရဲ့ပထမဆုံးပွဲအတွက်လက်သီးလက်ဆောင်ပဲဆိုကလက်သီးတစ်လုံးပြစ်ကြွေထည့်လိုက်ပါတယ်အဲ့ဒါကြောင့်ဗဟောင်းစောနဲ့ပွဲဖြစ်တော့မဲ့အချိန်ဒေါ်ဟွာကဘသူနိုင်မလဲဆိုတာတချင်းနဲ့ပဲဆုံးဖြတ်ကြတာပေါ့ဆိုပြီးပွဲမဖြစ်အောင်တားလိုက်နိုင်ပါတယ်ဗဟောင်းစောနဲ့ဒေါ်ဟွာတို့စင်မော်တက်လာတော့အစီအစဉ်တင်ဆက်သူကသူတို့အကြောင်းမေးပါတယ်ဗဟောင်းစောကတငယ်ချင်းဒေါ်ဟွာရဲ့ဖိတ်ခေါ်မှုနဲ့လာပြိုင်တာဖြစ်ကြောင်းပြောတော့သူတို့နှစ်ယောက်တငယ်ချင်းဆိုတာမယုံနိုင်ဘူးဆိုပြီးအစီအစဉ်တင်ဆက်သူကပြောပါတယ်ဒီလိုနဲ့ဗဟောင်းစောဒေါ်ဟွာတို့ရဲ့ flying အလို့အမည်ပေးထားတဲ့တချင်းကောင်းလေးနဲ့ဖျော်ဖြေဖို့စတင်ခဲ့ပြီးဗဟောင်းစောကသူ့ရှိရလူအုပ်ကိုမြင်တော့အတန်ကြောင်နေပါတယ်ဗဟောင်းစောကပရိသတ်တွေစိတ်ပြတ်သွားပြီးငါမလုံနိုင်ဘူးဆိုတာသိတာပဲငါတို့အရန်စူးစမ်းခဲ့တဲ့အရာကိုငါကိုယ်တိုင်ဖြတ်စည်းလိုက်မိပြီဆိုပြီးသူ့အမားကိုစိတ်ထဲရောက်နေသလိုပရိုဂျူဆာဘဲကြီးကလည်းတနာစရာပါပဲလားဒီကောင်ကရုပ်ချောတာလေးပဲရှိတာဆိုပြီးဟားတိုက်နေတဲ့အပြင်ဂျင်ဟိုဘင်နဲ့သူ့ကောင်ကြောင်ကြီးတို့ကလည်းလူတိုင်းစင်ပေါ်မှာဖျော်ပြနိုင်တာမဟုတ်ဘူးဒီကောင်တချင်းတော့မစိုးတတ်ပဲနဲ့ရုပ်ရည်လေးချောတာနဲ့ပဲသူ့တချင်းကအောင်မြင်မဲ့ထင်နေတာလားဆိုကရှယ်ကိုယဉ်နေကြပါတော့တယ်ဗဟောင်းစောကသူ့အမောင်စိတ်ထဲရောက်ပြီးတွန်းဆုံနေတာကြောင့်ဒေါ်ဟွာကပဲသူ့ရဲ့ရက်စာသားအလန်းနေနဲ့အဖွင့်ဆိုပေးလိုက်ချိန်မှာတော့အားလုံးအံ့ဩသွားကြပါတယ်ဗဟောင်းစောကလည်းကိုတန်ဖိုးထားရတဲ့လူတယောက်ကိုပဲစဉ်းစားကသူ့အတွက်စိတ်နစ်ပြီးတော့အကောင်းဆုံးဆိုပြနေတယ်လို့သဘောထားလိုက်ဆိုတဲ့ဒေါ်ဟွာရဲ့စကားကြောင့်သူ့အမေကိုစဉ်းစားမိသွားပါတယ်ဒေါ်ဟွာရဲ့အမိုက်စာရက်တွေပြီးမှဗဟောင်းစောရဲ့တချင်းတန်အေးအေးနှင်းနှင်းငိမ့်ငိမ့်လေးတွေထွက်လာခဲ့ပါတော့တယ်ဗဟောင်းစောရဲ့ချက်ပြုတ်မှုတွေနဲ့ဒေါ်ဟွာရဲ့ရက်စာသားအမိုက်စားတွေထပ်မံပေါင်းစည်းပြီးသူတို့ရဲ့ဘဝအကြောင်းပုံဖော်တီဆိုမှုတွေကြောင့်ဖိုက်တာကြီးဘတ်စကိုကတော့မျက်ရည်မျက်ခွက်နဲ့ပါဗဟောင်းစောနဲ့ဒေါ်ဟွာတို့ရဲ့ချက်ပြုတ်မှုတွေအပြီးမှာတော့ပရိသတ်တွေတလုံးတခဲနဲ့အားပေးမှုအားရကျေနပ်မှုဆိုတဲ့တုံ့ပြန်နှုန်းကိုချက်ချင်းမြင်တွေ့လိုက်ရပါတယ်အကောင်လုံးကဝက်ဝက်ကွဲအားပေးကြတော့ဒေါ်ဟွာနဲ့ဗဟောင်းစောတို့လည်းငါတို့လုံနိုင်ပြီဆိုပြီးလက်ချင်းရိုက်လိုက်ကြပါတယ်ဖျော်ဖြေမှုပြိုင်ပွဲမှာဗဟောင်းစောတို့ဆူရသွားခဲ့ပြီးအရှုံးပေးလိုက်ရတဲ့ဂျင်ဟိုဘင်နဲ့သူ့ကောင်ကြောင်ကြီးတို့ရဲ့အနာကိုပရိုဂျူဆာကရောက်လာပြီးတော့သူတို့ကမင်းတို့ထက်တာတဲ့ချက်ပြုတ်တာတွေကလည်းရှယ်ပဲရုပ်ရည်ကလည်းချောနေတော့ပို့အဆင်ပြေသွားတာပေါ့မင်းတို့ရဲ့ပွဲဥထွက်အစီအစဉ်ကိုတော့နောက်မှပဲပြန်ဆက်သွယ်လိုက်မယ်ဆိုကပလေးသွားပါတော့တယ်ပလေးသွားပြီးတဲ့နောက်စီးပွားရေးဆန်တဲ့ပရိုဂျူဆာကလူရေးပွဲလာပြိုင်ဖူးတဲ့ကောင်လေးမဟုတ်လားဆိုပြီးဒေါ်ဟွာကိုမှတ်မိကြအောင်ဆောင်ကနှုတ်ဆက်လာခဲ့ပါတယ်သူ့ကိုတိုက်ရိုက်ဆက်သွယ်လို့ရမယ့်လိပ်စာကတ်ကိုထုတ်ပြလိုက်ပြီးဒေါ်ဟွာကိုပေးမလို့နဲ့ဗဟောင်းစောဘက်ကိုဦးတည်သွားတာကြောင့်ဒေါ်ဟွာလည်းရှောင်ပေးလိုက်ရပါတယ်ပရိုဂျူဆာကဖုန်းဆက်ဖို့မမေ့နဲ့တော့ဗဟောင်းစောဆိုပြီးပြောလာတော့ဗဟောင်းစောကဒေါ်ဟွာကရောဆိုကပြန်မေးလိုက်ပါတယ်အော်သူလားအမှန်တိုင်းပြောရရင်သူလဲကောင်းပါတယ်သူက professional အဆင့်ထိမရောက်သွားနိုင်ရင်တော့အပျော်တမ်းအနေနဲ့ဘယ်နေရာဖြစ်ဖြစ်အဆင်ပြေတယ်ဒါကိုကြတော့ဗဟောင်းစောကအဲ့လိုပြောစရာလားဟဲ့အောင်မင်းအဲ့စကားပြောတာမရိုင်းနဲ့နော်ဆိုပြီးလွှမ်းပိုင်ထားနဲ့တင်းကြုံရိုက်ပေးလိုက်ပေမဲ့ပရိုဂျူဆာကသွေးအေးရစတာငါမဟုတ်ဘူးပရိသတ်ပဲပရိသတ်တွေကသူတို့ကြိုက်တဲ့အစားအသောက်ကိုစပွဲပေါ်တင်ပြီးမှစားတတ်တဲ့လူမျိုးတွေပဲဆိုပြီးပြန်သိမ်းကြုံရိုက်ပေးလိုက်တဲ့အပြင်ဘာပဲဖြစ်ဖြစ်မင်းငါတို့နဲ့အရင်ဆုံးစာချုပ်ထုတ်ထားတဲ့နယ်ဆိုကဗဟောင်းစောကိုစရံငွေတွေအများကြီးနဲ့ကမ်းလန်းပင်မဲ့ချက်ချင်းညင်းခံလိုက်ရပါတယ်အပေကန်ဖက်တီးလေးဒေါ်ဟွာကတော့အိမ်ပြန်ဘတ်စကားပေါ်မှာကဘာပေါ်ကလူတိုင်းငါ့ကိုအထင်သေးကြလိမ့်မယ်ဘလို့အရှုံးပေးရမလဲဆိုတာငါမသိဘူးဆိုပြီးရက်စာသားတွေထည့်ရင်းနေခဲ့ပြန်ပါတယ်အဲ့ဒီနောက်ဖတီးပုတ်ခန္ဓာကိုယ်နဲ့ဗဟောင်းစော့စီကိုသွားခဲ့ပြီးလိုင်းပေါ်ရောက်သွားတဲ့သူတို့ဗီဒီယိုကိုကြည့်ကြပါတယ်ကြည့်ရှုတဲ့သူတန်းနဲ့ချီနေပေမဲ့ဒေါ်ဟွာဆိုထားတဲ့ရက်အပိုင်းကိုတော့ဖျက်ထုတ်ထားကြပြီးဒါကိုလည်းဒေါ်ဟွာကကိစ္စတော့မရှိပါဘူးငါရက်စာသားအစ်စ်တွေစဉ်းစားလို့ရတာပေါ့ဆိုကကိုပြန်အားတင်းထားလိုက်ပါတယ်ဖတီးပုတ်ခန္ဓာကိုယ်နဲ့ဗဟောင်းစော့ကလည်းတချင်းဆိုနေချိန်ဘသူကမှမျက်နှာကိုပဲကြည့်နေမှာမဟုတ်ကြောင်းနဲ့အဲ့ဒီအချိန်မှာမင်းရဲ့ပုံစံတကယ်ပြဿနာမဟုတ်တော့ဘူးရုပ်ဆိုးသည်ဖြစ်စေရုပ်ချောသည်ဖြစ်စေမင်းတို့နှစ်ယောက်ဆိုနေတဲ့တချင်းရတာရင်ထဲထိစိတ်မှာဆိုပြီးရှင်းပြနေသလိုဗဂျီဟိုကလည်းမင်းတို့နှစ်ယောက်ဆိုနေတဲ့အချိန်စာသားတွေထဲငါမျောသွားတယ်ဆိုကပြောပြနေရှာတယ်တစ်ဖက်မှာတော့ DJ ဆိုတဲ့ဘဲကလည်းဗဟောင်းစောတို့ရဲ့ဗီဒီယိုကြည့်နေကြပြီးကိုစန်နီ DJ ကတော့အတော်လေးကိုနာမည်ကြီးနေခဲ့ပါတယ်ကုံဆုံဆိုင်ကိုလာပြီးအမြဲတမ်းအားပေးနေတဲ့ကောင်မလေးကလည်းကိုစန်နီပို့ပေးလိုက်တဲ့ဗဟောင်းစောရဲ့တချင်းဗီဒီယိုတွေ့လိုက်ရပြီးဒီကောင်လေးကအကိုဂျုံခွမ်းနဲ့ရန်ဖြစ်ခဲ့တဲ့တယောက်မဟုတ်လားဆိုကအံ့ဩမိနေတော့24နာရီကုံဆုံဆိုင်ရဖက်တီလေးဆိုတဲ့တချင်းနဲ့တူနေတာကိုတတိထားမိလိုက်ပါတယ်။နောက်ထပ်ပို့ပြီးထူးဆန်းတာကတော့သူ့ဘေးနားမှာဖက်တီခန္ဓာကိုယ်နဲ့မိန်းကလေးတယောက်ရှိနေတယ်ဆိုတာပါ။ဒီကောင်မလေးကလည်းဗဟောင်းစောလိုမျိုးခန္ဓာကိုယ်နှစ်ခုနဲ့လူတယောက်ဖြစ်နေနိုင်ပါတယ်။ဗဟောင်းစောကတော့ပုံမှန်အတိုင်းနေ့စဉ်ဘဝကိုဖျက်တမ်းကြော်လွှားနေပြီးဘလို့မှတစ်ချိန်တည်းမှာမနိုးနေမဲ့ခန္ဓာကိုယ်နှစ်ခုကိုပိုင်ဆိုင်ထားပေမဲ့သူ့ရဲ့ဒုတိယခန္ဓာကိုယ်အကြောင်းတော့သိချာမသိရသေးပါဘူး။
ဒါပေမဲ့ဒုတိယခန္ဓာကိုယ်ကြောင့်ပဲအရင်အားထပ်ပိုပြီးပျော့ပျော့ရွှင်ရွှင်နေထိုင်လာနိုင်ခဲ့တယ်လို့တငယ်ချင်းတွေအများကြီးလည်းရနေခဲ့ပါပြီ။လူဆန်ရဲ့ season 1ကတော့ဒီမှာတင်အဆုံးသတ်သွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ပရိသတ်ကြီးတို့ရေ夢にまで見たような世界で争いもなく平和に暮らしたい